မင်္ဂလာပါတကယ်ချင်းတို့ရေ Diary Studio Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာဖေမြင့်ရဲ့နာမည်ကျော်စာအုပ်ဖြစ်တဲ့ဘေဘီလုံမအချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့စာအုပ်လေးကိုဖတ်ပြပေးချင်တာဖြစ်ပါတယ်ဒီစာအုပ်လေးကြောင့်လက်တွေ့အပြင်ဘဝမှာလည်းအောင်မြင်ကြီးပွားနေသူအများအပြားရှိကြပါတယ်အဲ့တော့ကျွန်တော်တကယ်ချင်းတို့ဒီစာအုပ်လေးကိုဖတ်ပြပေးချင်ပါတယ်ဓနဥပရိသ9ရက်နံပါတ်1ဓနဥစ္စာဟုသည်မိမိရရှိသောဝင်ငွေ၏10ပုံတစ်ပုံထက်မနည်းသောငွေကိုမိမိနှင့်မိသားစု၏အနာဂတ်အတွက်ခြံလက်သိမ်းဆည်းတတ်သူထံသို့သာဝမ်းမြောက်ပြင်းအားစွာရောက်ရှိလာတတ်မည်ဖြစ်သည်နံပါတ်2ဓနဥစ္စာဟုသည်ယင်အားအကျိုးဖြစ်အောင်ခိုင်းစေတတ်သောသူအတွက်ကျိုးနွံကျဉ်တ်စွာအားထုတ်လုပ်ကင်ပေးစမြဲဖြစ်၍ထိုသူ၏လက်၌သိုးအုပ်နွားအုပ်များသဖွယ်အစတိုးပွားများပြားလာတတ်သောသဘောရှိပေသည်နံပါတ်3ဓနဥစ္စာဟုသည်ရင်အားဂေယုတဆိုင်ယင်းဤမြုပ်နှံမှုပြုသူကျွမ်းကျင်နေမှသောသူတို့၏အကြံဉာဏ်ကိုရယူလောက်ကင်သူများထံသို့သာတွေ့ကပ်ခိုလုံတတ်နေတတ်ကြသည်နံပါတ်4ဓနဥစ္စာဟုသည်မိမိလည်းမကျွမ်းကျင်သူတို့လည်းအားမပေးသောအလုပ်မျိုးတွင်ယင်းဤမြုပ်နှံသောသူတို့ထံမှရှော့ကျပျောက်ကွယ်သွားတတ်စမြဲဖြစ်သည်နံပါတ်5ဓနဥစ္စာဟုသည်ယင်းမှလွန်ကဲလာသောအမြန်ဆိုးမျိုးကိုမျှော်မှန်းသူများလူလိမ်လူညာတို့၏ဖျားယောင်းသွေးဆောင်မှုနောက်လိုက်ပါနားယောင်တတ်သူများအတွေ့အကြုံနှဲပါကစိတ်ကူးရင်ဖြင့်မစင်မကျဲယင်းဤမြုပ်နှံမှုပြုသူများထံမှရှောင်ခွာထွက်ပြေးသွားတတ်စမြဲဖြစ်သည်အခန်း1တကြွယ်မြို့မှသူစင်းရဲ2ယောက်ဘေဘီလုံမြို့သားဗန်ဆာသူသည်နှစ်ဘိတ်တက်ဆေးရထားများတိဆောက်သောအလုပ်ဖြင့်အသက်မွေးဝမ်းကြောင်းပြုသူဖြစ်သည်ဒီကနေ့မှာတော့ဗန်ဆာလုံးလုံးလာရစိတ်တက်ကြနေသည်အိမ်ချန်စီကိုအုတ်တိုင်းနှိမ်ပေါ်ထိုင်ကသူ့အိမ်ကုတ်ကလေးကိုငေးကြည့်နေသည်အိမ်နဘေးသူ့အလုပ်လုပ်သည့်နေရာမှလက်ဆမတက်ရသေးသောပြိုင်ရထားတစ်စီးဇနီးတွေကတကားဝမှမကြာခဏပြူတစ်လုံနေသည်သူ့ကိုအကဲခတ်နေခြင်းပင်မိဖို့ကြောင့်မှစံကုန်တော့မယ်ရှင်းမထားသေးဘူးလားရွေပေါ်ထိုးပါလားတန်ရိုက်ပါလားပေါ်လစ်တင်တဲ့အပိုင်းတင်ဆေးတုပ်တဲ့အပိုင်းတုပ်ပါတော့လားဒီမြင်းရထားမြ мян ပြီးမှအလုပ်အပ်တဲ့တထေးကိုမြ мян ပေးငွေမြ мян ရမှာမဟုတ်လားမိမစိတ်ထဲကမြည်တွန်နေမိစကားတွေသူကြားနေသည်သို့သောသူမထမတုံမလုံးငုတ်တုံပင်ဆက်၍ထိုင်နေသည်သူထား၍မရနိုင်လောက်အောင်သူကောင်းထဲမှာပြဿနာတည်းကြီးစိုး၍နေသည်သူရှိသမျှညံနဲ့လုံးဝဖြေရှာမရနိုင်သည့်ပြဿနာသူတို့ယူဖရေးတီးစ်မြစ်ဝှမ်းဒေသ၏ပူပြင်းလာသောနေရှိန်ကသူ့ကိုယ်ပေါ်သို့မညာမတာကြားရောက်နေသည်နှစ်ဖူးကကျလာသောချွေးတွေသည်ပါးပြင်နှင့်လဲပင်တစ်လျှောက်စီးစင်းကရင်ဘတ်ရှိအမွှေးအမင်များကြားမှပျောက်ကွယ်သွားသည်သူ့အိမ်ခေါင်မိုးကိုကြော်၍ဟိုးဝေးစီလှမ်းမြော်ကြည့်လိုက်လျင်ဘယင်မင်းမြတ်၏ဆန်နန်းတော်မှစုလစ်မွန်းချွန်းတွေသူမြင်ရသည်နန်းတော်နှင့်မနီးမဝဲစီတွင်မူဘယ်ဘီမန်တော်မှမျောစေမြင်ကြီးကပြာလဲ့သောမိုးကောင်းငင်ကိုပင်ထိုးခွဲနေသည်ဒီလိုကြီးကျယ်ခမ်းနားသည့်အဆောက်အအုံများနှင့်ဘာမျှမဝေးသောနေရာမှာစုတ်ချသောသူ့အိမ်ကလေးတည်ရှိနေသည်သူ့နီးတူညှိုးလျသောတခြားအိုးအိမ်ငယ်တွေလည်းရှိကြသည်ဘေဘီလုံကဆင်းရဲနှင့်ချမ်းသာတောက်ပခမ်းနားမှုနှင့်ညစ်ထေးစုတ်ချမှုတို့ထွေးရောရှက်တင်လျက်ရှိသောနေရာတစ်ခုဖြစ်ချေသည်လမ်းမများထဲကြည့်လျင်တထေးတကြွယ်တွေ၏မြင်းရထားတွေခြူသံတညံညံပြေးလွှားနေတာတွေ့နိုင်သလိုစီးစရာဖနက်ပင်မပါသည့်တဖုံးသားများကိုလည်းလူအများကြားတိုးဝှေ့သွာလာနေတာမြင်ရလိမ့်မည်ဖြစ်သည်ဗန်ဆာကတော့သူ့ပြဿနာထဲသူအာယုံဝင်နေသည်မို့ဘေးဘီကိုလှည့်မကြည့်မိသူနဲ့သူ့ပတ်ဝန်းကျင်ကတကဘာစီချားနေသလို
သို့သောဘေဘီလုံး၏စူညံသမျှကြားမှာသူ့အတွက်ထူးခြားသောအတန်တစ်ခုနားကရုတ်တရက်ဖမ်းယူမိကအတွေးစပြတ်သွားသည် sauce ဆောင်းကျိုးကိုတီးခတ်လိုက်သည့်အတန်နောက်ဘက်လှည့်ကြည့်မိတော့သူ့တငယ်ချင်းဂီတဆရာကော်ဗီပြုံးနေသောမျက်နှာကိုမြင်ရသည်ငါတငယ်ချင်းတော့တမာတွေကနှကောင်းနှမျက်တွေကောင်းကောင်းကြီးဆောင်းမထားပြီထင်တယ်ကော်ဗီကအဘဒရလေးတန်းဖြင့်နှုတ်ခွန်းဆက်သည်သိကြတယ်ဒါကြောင့်မို့အခုလိုစိန်နဲ့ထိုင်နေနိုင်တာပေါ့ဝမ်းသာတယ်တငယ်ချင်းကိုတငယ်ချင်းဇာရာဆက်လက်တက်နေတော့ကိုလဲဝေမျှသုံးဆွဲရတာပေါ့ကွာများများဆဆမဟုတ်ဘူးကွာငွေရင်းကနှစ်ပြားလောက်ပဲချေးစမ်းပါလောလောဆယ်မင်းပတ်ဆိုင်တိတ်ဖောင်းနေတယ်မဟုတ်လားဟောမှုနေနေသားသားမင်းချေးပါဆိုတဲ့ဒင်းကားနှစ်ပြားကိုငါမှမရှိဘူးနှစ်ပြားကများသေးတယ်တပြားမှကိုမရှိတာဖန်ဆာစိတ်ပြက်လက်ပြက်နဲ့ပြန်ပြောလိုက်သည်ဘာကွာကော်ဖီတကယ်အားတင်သွားတယ်အိတ်ထဲပတ်ဆိုင်တပြားမှမရှိပဲမင်းကြောက်ရွံ့လို့ထိုင်နေတယ်ဟုတ်လားမြင့်ထားပြည့်အောင်လုပ်လေကွာမင်းကြည့်ရတာဗန်စားမဟုတ်သလိုပဲမင်းဝရိယတွေဘယ်ရောက်ကုန်ပြီလဲအမောင်ပယောကတခုတော့ဝင်ပြီထင်တယ်အေးအမောင်ပယောကဝင်တာတော့အမှန်ပဲကွာဗန်စားကဆိုသည်စတာကအိမ်မက်ကွာအဲ့ဒီအိမ်မက်တစ်ခုကငါ့ကိုနှိပ်စက်တာဘလို့အိမ်မက်မျိုးလဲကွာအိမ်မက်ထဲမှာငါချမ်းသာသွားတယ်တငယ်ချင်းငါခါမှာပတ်စံအိတ်ကြီးချိတ်လို့ငွေတင်းကားတွေအပြည့်နဲ့အလေးကြီးပဲတရောင်းစားတွေကိုရော့တပြားငါရှောက်ဝေပေးနေတာငွေတင်းကားတွေတဆုပ်ကြီးကင်ပြီးမိမအတွက်ဝေကောင်းစားလာတွေဝဲငါအတွက်လိုချင်တာတွေဝဲရွှေတင်းကားတွေလည်းတပုံတစ်ခေါင်းကြီးနဲ့ဆိုတော့ရှေးရေးဘာမှပူစရာမလိုဘူးငွေသားတင်းကားလောက်ကတော့ကြိုက်တယ်လို့သုံးဖို့အရန်ကိုကျင်နေပြီးစိတ်ချမ်းသာနေတာတထေးပန်စားကွအမြဲတကုတ်ကုတ်အလုံးလုံးနေရတဲ့မင်းတငယ်ချင်းပန်စားနဲ့တခြားစီပဲငါမိမဆိုရင်လည်းမင်းမှတ်မိမှာတော့မဟုတ်ဘူးဒီမျက်နှာမျိုးလုံးဝမဟုတ်ဘူးမျက်နှာကကြည်နေတာပဲငငယ်တုန်းကငါနဲ့ညားကတာတုန်းကအတိုင်းပြုံးလို့ရွှင်လို့ပေါ့ကွာဟာတိတ်ကောင်းတဲ့အိမ်မပဲကွာဒါနဲ့တော့မင်းကဒီပေါ်မှာမြောက်မိုင်ထိုင်နေရသလားအင်းလေအိမ်မက်ကကောင်းလုံးအားကြီးနေတယ်အဲ့ဒီအိမ်မက်ကနိုးလာတော့ဟောဒီလုံးဝအတုံးမကျတဲ့လက်တွေဘဝတွေပြန်ရောက်လာတာကိုအိမ်မထဲတုန်းကဖောင်းနေတယ်ဆိုတော့ငါပတ်ဆိုင်အိမ်မှာချူတပြားမှတော့မရှိဘူးအဲ့ဒီတော့ငါဒေါသထွက်တာပေါ့ကွာအဲ့တော့တငယ်ချင်းဒီကိစ္စမင်းနဲ့ငါဆွေးနွေးရအောင်တို့ဘဝတွေကအတူတူပါပဲတင်မောသားစကားနဲ့ပြောရင်တလေတဲ့စီတခီးတဲ့သွားတွေငငယ်တော့ကဘုန်းကြီးเจ้าမှာစာသင်တော့လဲအတူတူလူပြိုလူရွယ်ဘဝပျော်ကြပါကြတော့လဲအတူတူအသက်ကြီးလာတော့လဲတယောက်နဲ့တယောက်အမြဲတွေးဆုံနေကြတဲ့တငယ်ချင်းတွေကိုဘဝကိုမကျင်နဲ့မရှိပါဘူးတနေ့ကုန်လုံးရလို့လဲမငြင်းညူဘူးလုံးเสียရှိသမျှလို့ရှာလို့ရသမျှလဲအကုန်သုံးဒီလိုနေလာကြတာဒီနှစ်တွေရခဲ့တဲ့ပတ်စံတွေတွက်ကြည့်ရင်လဲနဲတော့မနှဲပါဘူးဒါပေမဲ့ဘယ်ခါမှမချမ်းသာဘူးငါတို့ပဲတိတ်တုံးနေသလားစဉ်းစားရမယ်ကမ္ဘာပေါ်မှာအချမ်းသာဆုံးဆိုတဲ့မြို့မှာငါတို့နေကြတယ်ဓနဥစ္စာနဲ့ပတ်သက်ရင်ဘေဘီလုံးကိုရှင်နိုင်တဲ့မြို့မရှိဘူးလို့လဲခီးတဲ့တွေပြောကြတယ်မဟုတ်လားသူများတွေယန္တနာပုံစိုက်နေတဲ့ကြားကငါတို့ကမွဲနေတာမင်းဆိုစဉ်းစားကြည့်ကိုယ့်အလုပ်ကိုကြိုးစားလုပ်လာတာလူတက်တန်းတဝက်ကျိုးတော့မယ်အိတ်ထဲပတ်စံတစ်ပြားမှမကပ်ဘူးတကယ်ချင်းငွေတင်းကားနှစ်ပြားလောက်ချေးသမ်းပါတဲ့ငါ့ကိုလာပြောနေရတယ်ငါကောဘာထူးသလဲတကယ်ချင်းဟောဒီမှာငါပတ်စံအိတ်မင်းလိုတလောက်ယူသွားကွာလို့ပေးနိုင်သလားဝေးလိုက်တာငါအိတ်လေမင်းအိတ်အတိုင်းပဲပြောင်တလင်းပါပဲလို့ပြောနေရတယ်အဲဒီတော့ဘာလဲတို့ဒီတသက်မှာရွှေတင်းကားငွေတင်းကားဆိုတာမကင်နိုင်တော့ဘူးလားထမင်းစားရယုံအဝေးရတယ်ဆိုယုံနဲ့တို့ဘဝပြီးရောလားပြီးတော့
ဒိုသားသမီးတွေကြည့်သူတို့ကြီးလာတော့လဲဒိုနီးတူမသေးထမင်းမသေးဟင်းစားပြီးအိုကြတေကြရမှာလားမင်းနဲ့ဒီသလုံးပေါင်းလာတာဒီတစ်ခါပဲဒီလိုစကားမျိုးကြားရဘူးတယ်ဗန်စာကော်ဖီကအားသိဟန်ဖြင့်ဆိုသည်အေးတသက်လုံးတစ်ခါမှဒီလိုအတွေးမျိုးမပေါ်ခဲ့ဘူးအဲ့ဒါတော့အမှန်ပဲနေထွက်ကနေနေဝင်ငါလှုပ်ခဲ့တယ်လက်ရအမြောက်ဆုံးအသက်ရဆုံးအလှပဆုံးဆိုတဲ့ယထာတွေငါလှုပ်ခဲ့တယ်ဒီလိုရိုးသားသားချူချူဆာဆာအလုပ်တဲ့အတွက်တနေ့ကျရင်နတ်ဖျားတွေစောင်းမလို့ကျွဲဝချမ်းသာလေးမလားဆိုပြီးတော့လေတခါတရံငါတိတ်တခိုးမျောလင့်ခဲ့ဘူးတာပဲဒါပေမဲ့ဘယ်နှကမှမမစားခဲ့ဘူးနောက်လဲဘယ်တော့မှမမစားမှာမဟုတ်ဘူးဆိုတာငါအခုသဘောပေါက်နေပြီအဲ့ဒါကြောင့်ငါစိတ်ညစ်နေတာငါချမ်းသာခြင်းနဲ့မြင်းနဲ့ရာနဲ့ကျွဲနဲ့နွားနဲ့ဝေကောင်းစားလာနဲ့အိတ်ထဲမှာငွေတန်တစ်ချွင်ချွင်နဲ့အဲ့လိုငါဖြစ်ချင်နေပြီတီးမခံနိုင်တော့ဘူးငါဘာတွေဘယ်လောက်လုပ်ရမလဲကာယစိုက်ထုတ်ရမလားညာနာစိုက်ထုတ်ရမလားလိုတလောက်ငါလုပ်မယ်လုပ်တလောက်ငါလိုချင်တယ်ကွာသူများတွေဒီလောက်တောက်တောက်လဲရနေကြတာကွာငါတို့ကြမှာဘာကြောင့်မရရတယ်လဲငါတာသိချင်တယ်ငါမှလည်းဖြေမရှိပါမလဲတကယ်ချင်းကော်ဖီကဆိုသည်မင်းတို့ပဲငါလည်းငါဘဝကိုမကျင်တတ်ပါဘူးစောင်းတီးလို့ရတဲ့ပတ်စံကလက်ထဲဘယ်တော့မှကြာမခံဘူးမိမနဲ့ကလေးတွေမငတ်အောင်မကြာခဏကြံရဖန်ရတယ်ပြီးတော့ငါဒီထက်ကောင်းတဲ့စောင်းတလက်လောက်လိုချင်နေတာကြာလာပြီဒီထက်ကြီးကြီးမားမားစောင်းတလက်သာရမယ်ဆိုရင်ငါရင်ထဲရှိတဲ့ဂီတတန်စင်တွေအားလုံးအပိယတထုတ်ဖော်လို့ရမှာရှင်မင်းတော်တခါမှနားမထောင်ဘူးတဲ့တေးသွားမျိုးတွေငါတီးခတ်ပြနိုင်မှာမှန်တယ်မင်းလိုလူမျိုးမှာအဲ့ဒီလိုပိုကောင်းတဲ့စောင်းတလက်ရှိတင်တာဗောအဲ့ဒါနဲ့ဆိုရင်ရှင်မင်းမဟုတ်ဘူးနတ်ဖျားတွေတောင်မင်းလက်တံကိုအံ့ဩကြချီးကျူးကြမှာဒါပေမဲ့တကယ်တမ်းကျတော့ဒီစောင်းမျိုးဘယ်မှာဝယ်နိုင်ပါမလဲမင်းတို့ငါတို့ဘရင်ကျုံတွေလောက်စင်းရဲနေကြတာပြောရင်းဆိုရင်ပင်ရှင်ဘရင်ဥယျာဉ်ပြန်များကိုရေဖြန်းရန်အတွက်မျက်စိတ်သို့ရေသွားခတ်ကြသည့်ကျွန်တတိုက်လာနေတာတွေ့ရသည်လေးလံသောရေကြီးတွေကိုစီထန်းက9ယောက်တတွဲရင်ပေါင်တန်း၍သွားနေသည်အပေါ်ဝိုင်းဗလာကျင်းနေသည့်သူတို့ခန္ဓာကိုယ်များပေါ်တွင်ချွေးတွေရွှဲနေသည်ကျုံနှန်းကြီးရှေ့သုံးမှခေါင်းလောင်းတန်တချွင်ချွင်ပေးကကြီးကြပ်လိုက်ပါလာရသည့်ပုဂ္ဂိုလ်မှာအတော်ဥပရိယကောင်းသူဖြစ်သည်သူတိုင်းပြည်မှာတော့အရေးပါမယ်ပုဂ္ဂိုလ်ပဲကွရုပ်ကအတော်တန့်နေကော်ဖီကကျုံလုံသားခေါင်းဆောင်ကိုကြည့်ပြီးမှတ်ချက်ချသည်နောက်ကလိုက်တဲ့အထဲမှာလဲလူရည်တန့်တွေအတော်ပါပါရဲ့အစကမင်းတို့ငါတို့လိုလွတ်လွတ်လပ်လပ်နေခဲ့တဲ့လူတွေပေါ့ကွာဗန်ဆာကကိုချင်းစာစွာမှတ်ချက်ချသည်နောက်ကလိုက်တဲ့အထဲမှာလဲလူရည်တန့်တွေအတော်ပါပါရဲ့အစကမင်းတို့ငါတို့လိုလွတ်လွတ်လပ်လပ်နေခဲ့တဲ့လူတွေပေါ့ကွာဗန်ဆာကကိုချင်းစာစွာမှတ်ချက်ချသည်ကျုံတွေကလူမျိုးစုံသည်ဘေဘီလုံ၏မြောက်ဖက်ပိုင်းစီမှသပင်ရွှေဝါရောင်ထောင်ထောင်မောင်းမောင်းပုဂ္ဂိုလ်တွေတောင်ဘက်ပိုင်းစီမှအနက်ရောင်အသားရည်နှင့်ချစ်လက်သောကိုကာယပိုင်ရှင်တွေဘေဘီလုံနီးဝန်းကျင်မြို့ပြနိုင်ငံများစီကနီညိုရောင်အသားရည်ပိုင်ရှင်တွေမြင့်နှင့်ပန်းဝီများကြားရေအိတ်ကိုစီထန်းကလူလာခောက်တုံခောက်ပြန်သွားနေရသည်စိတ်မကောင်းစရာကော်ဖီအားတနေကုန်တနေကန်းလို့စံပြုတ်ရည်ကျဲစားညနေကျကျမ်းပြင်မှာကောက်ရိုးခင်းပြီးအိတ်တနေ့လဲမဟုတ်တနှစ်လဲမဟုတ်အကန့်အသတ်မရှိလောက်ရမှာအနာဂတ်မရှိတဲ့လူတွေလွတ်လန်းမမြင်တဲ့လူတွေတနာစရာကောင်းတာတော့အမှန်ပေါ့ကွာဒါပေမဲ့ငါတို့ကဘာထူးတယ်လဲကိုဘာသာကိုသာလွတ်လပ်တဲ့လူတွေလို့ဆိုနေရတာတကယ်တမ်းကျတော့အဲ့ဒီကြုံဖြစ်နေတဲ့လူတွေထက်တို့ကဘလောက်ตาလို့တော့အမှန်ပဲကော်ပြီးတို့ဘဝလည်းသူတို့နဲ့ဘာမှမချဘူးကျွန်းသားသားဘဝပဲတနေ့လဲကြောင်းမထူးနှစ်နှစ်လဲကြောင်းမထူးအလုတ်ပဲလုပ်နေရတယ်ဘာမှဖြစ်မလာဘူးသူများတွေဘလို့ချမ်းသာကြလဲဆိုတဲ့နီးလန်းတွေမေးမြန်းကြည့်ရင်ကောင်းလိမ့်မယ်ထင်တယ်ကော်ဖီကအကြံပြုသည်
အေးဟုတ်တယ်ဒုမသိတဲ့နီလန်းတွေသူတို့သိရင်သိနိုင်တယ်သူတို့ရှိမှရှိရင်ရှိနိုင်တယ်မေးကြည့်ရင်တစ်စုံတစ်စားဖြစ်ဖြစ်သိရနိုင်တာဗောငါဒီနေ့ပဲတို့တငယ်ချင်းအခက်နဲ့တွေ့တယ်ကွာသူကတော့ထုံးစံတိုင်းရွှေပိန်းချယထာကြီးစီးလို့ပေါ့ကွာဒီကောင်ဒီလောက်ချမ်းသာနေပေမဲ့ငယ်တငယ်ချင်းတွေကိုတော့ဘယ်တော့မှမမေ့ဘူးကွာဘဝင်မြင့်တဲ့လူဆိုရင်ငါလူကောင်ကိုဘယ်ကူးဆိုင်နေမလဲကွာမမြင်ချင်အောင်စောင့်သွားမှာပေါ့အခုတော့လမ်းမှာလူတွေအများကြီးကွာဝိုင်းကြည့်နေတဲ့ကြားကငါ့ကိုတေးသေးချာချာဝမ်းပန်းတတာနှုတ်ဆက်တယ်စောင်းเสียကော်ဖီဆိုတာသူ့တငယ်ချင်းရင်းချပဲလို့လူများရှိမှအတိမတ်ပြုတ်သွားတာအခက်ဟာဘေဘီလုံမှာချမ်းသာဆုံးပုဂ္ဂိုလ်လို့ပြောကြတာပဲကွဗန်ဆာကတွေးတွေးငငယ်ပြောသည်ချမ်းသာလုံးလို့ရှင်ဘေနောင်ရွှေတိုက်တော်မှာဗန်နာငွေနဲနေတဲ့ခါမျိုးမှာသူ့စီကချေးရတယ်လို့ဆိုတယ်ဟုတ်တယ်သိချမ်းသာတဲ့ကောင်ငါဒီကောင်ကိုညဘက်တွေဘာတွေနှစ်ယောက်တည်းတွေ့ရမှာတော့ကြောက်တယ်သူပတ်ဆိုင်ကြီးငါလူမိမှာဗန်ဆာကဆိုသည်မင်းကလည်းယူပဲသူချမ်းသာသမျှဥစ္စာဒီပတ်ဆိုင်ထဲပါတာမှမဟုတ်ပဲကွဘလဖောင်းတဲ့ပတ်ဆိုင်ဖြစ်ဖြစ်သုံးပစ်လိုက်ရင်ကုံနာကြီးပဲအခက်ချမ်းသာတာပတ်ဆိုင်အိတ်တိတ်ကြီးနေတာမဟုတ်ဘူးသူ့အိတ်ထဲကိုရွှေတွေငွေတွေတသိန်းသွင်းစီးဝင်နေတဲ့လမ်းကြောင်းတစ်ခုရှိနေတာအဲ့တော့ဘလောက်သုံးမကုန်နိုင်ဘူးရော့သွားသလောက်ပြန်ပြည့်နေတယ်အေးဟုတ်တယ်အရေးကြီးတာကဝင်ငွေကွငါလည်းအဲ့ဒီဝင်ငွေမျိုးလိုချင်တယ်ငါဒီမှာထိုင်နေတိုင်းတစ်ပါးခီးလျှောက်သွားနေပတ်ဆိုင်အိတ်ထဲကိုငွေကသူ့နီးသူ့ဟန်ဝင်နေတာမျိုးငါလိုချင်တယ်အခက်မှာအဲ့ဒီဝင်ငွေမျိုးဘလို့ရလာတယ်လဲသူကတော့သိလိမ့်မယ်အဲ့ဒီရနိုင်တဲ့နီးကိုသူကငါလိုကောင်မျိုးကိုသင်ပေးပါမလားငါအောင်နောက်နဲ့ကောအဲ့ဒီပညာမျိုးကိုနားလည်နိုင်မလားဒါပဲစဉ်းစားစရာရှိတယ်သူ့ပညာတွေသူ့သားနိုမာစားကိုတော့တင်ပေးလိုက်တာအမှန်ပဲကွကော်ဖီကဆိုသည်ဒီကောင်လေးနင်းနီဘေးကိုသွားတာအခက်ကငွေကြေးရင်းနှီးပေးလိုက်တာမဟုတ်ဘူးဟိုမှာသူ့ဘာသာသူကြီးပွားတာအခုဆိုရင်နင်းနီဘေးမြို့မှာနိုမာစားအချမ်းသာဆုံးလို့ပြောကြတယ်ကော်ဖီမင်းပြောတာတိတ်ကောင်းတယ်ဗန်ဆာတက်ကြွစွာဖြင့်ပြောသည်သူ့မျက်လုံးတွေကမျောလင့်ချက်ရောင်ကြီးဖြင့်တောက်ပနေသည်အခက်ဟာဒိုးတငယ်ချင်းတွေပဲကွာဒီကောက်စီမှာအကြံဉာဏ်တောင်းမဲ့ကိစ္စကိုတို့ဘာမှဝင်လေးနေစရာမလိုဘူးတို့တစ်သက်လုံးဒီတိုင်းမွဲတည်ပြီးမနေနိုင်ဘူးလေကွာဒီဘဝကိုငါစိတ်ကုန်နေပြီအခက်စီသွားပြီးတငယ်ချင်းတို့လည်းချမ်းသာခြင်းနဲ့ချမ်းသာအောင်လုပ်တဲ့နီလန်းတို့ကိုလည်းပြီးကွာလို့ပြောမယ်မင်းဒီနေ့စကားပြောတာငါတိတ်အားရတဲ့ပန်စာမင်းစကားနားထောင်ပြီးငါကောင်းထဲမှာအတွေးတစ်ခုပေါ်လာတယ်တို့ဘာကြောင့်မချမ်းသာသေးဆိုတဲ့ကိစ္စလေမင်းစဉ်းစားကြည့်တို့ကမချမ်းသာတာသာအခုပြောနေတယ်ချမ်းသာအောင်ဆိုပြီးဒုတစ်သက်လုံးဘာလုပ်ခဲ့ဘူးလို့လဲမင်းကယထာလို့ဖိလုံနေတယ်ဘေဘီလုံးမှာအကောင်းဆုံးအခိုင်ခံ့ဆုံးဆိုတဲ့ယထာလုံးလုံးနိုင်အောင်မင်းကြိုးစားတယ်စိတ်ရှည်လက်ရှည်လုပ်တယ်မင်းစားနေမှန်သမျှအဲ့ဒီတည်းထဲ့တယ်အဲ့တော့မင်းလုံးမှာမင်းအောင်မြင်တယ်လေငါလဲထုံနီး၎င်းပဲငါလဲစောင်းပညာမှာတစ်ဖက်ကန်းခတ်တက်ချင်တယ်အဲ့ဒီတော့ငါကြိုးစားတယ်အဲ့ဒီတော့ငါအခုစောင်းเสียဖြစ်နေအောင်မြင်တယ်ဒါပဲကိုရီမန်းချက်ချတာတဲ့အလုပ်ကိုကြိုးစားတဲ့အလုပ်မှာကိုအောင်မြင်တယ်နတ်ဖျားတွေဖို့မှလဲတို့တွေကိုရီမန်းနတ်ဖျားတွေဖို့မှလဲတို့တွေကိုရီမန်းတဲ့အလုပ်ကိုအောင်မြင်နေဆိုရင်ပြီးပြီပေါ့သူတို့ကဘာထက်ပံ့ပိုးစရာလိုသေးတယ်လဲဒီတိုင်းကြည်နေမှာပေါ့အခုငါတို့ကဒါနဲ့မကျင်တတ်ဘူးချမ်းသာခြင်းနဲ့ကြီးပွားခြင်းနဲ့ဆိုတဲ့ဆန္ဒတွေရှိလာပြီဒီအတွက်ဘာလို့ရမလဲကြံစလာပြီကြိုးစားလာပြီဆိုရင်လေဖြစ်နိုင်တဲ့နီလန်းကိုတို့မလွဲမသွေတွေ့လာမှာပေါ့ကွာအခုပဲကြည့်တို့အတွက်လမ်းစားဖြစ်နေအခက်ရှိနေပြီဟုတ်တယ်အခက်စီဒီနေ့ပဲငါတို့သွားမယ်ကွာဗန်ဆာယတိပြက်ပြောချလိုက်လေသည်အခန်းနဲ့ဘေဘီလုံကမဟာတကြွယ်အခက်ကအဲ့ဒီကာလဘေဘီလုံမှာအကြီးကျယ်ဆုံးတကြွယ်တစ်ယောက်ဖြစ်သည်
သူ၏ဥစ္စာဒနာကြွယ်ဝပုံသတင်းသည်အရက်ရှစ်မျက်နှာသို့ပြန့်နှံ့ကြော်ကြားသည်အာခတ်ကငွေကြေးချမ်းသာသလောက်စိတ်သဘောထားကြီးမားသူလည်းဖြစ်သည်ကိုယ်တိုင်အစည်းအတမ်းမရှိသုံးဆွဲသလိုအလှူအတန်းအပေးကမ်းတွင်လည်းအလွန်ရရောသည်သို့သောသူတငယ်ချင်းကော်ဖီပြောသလိုပင်သူ့အိတ်ထဲတွင်ရွှေစားတွေသည်ရော်ပွားသည်ဟူ၍မရှိထွက်သမျှထက်ပို၍ပင်အလင်းအမြန်ပြန်ဝင်လာနေကြသည်အခက်ကကျွဲဝသထက်ကျွဲဝစေမဟာတကြွယ်အစ်စ်တယောက်ဖြစ်ချေသည်ယခုသူ့ထံသို့တငယ်ချင်းတစုထူးထူးခြားခြားရောက်ရှိလာကြသည်မြင်းရထားတိဆောက်သူဗန်ဆာနှင့်ဂီတဆရာကော်ဗီထို့နောက်ဗန်ဆာစေရနာဘူကခေါ်ဆောင်လာခဲ့သည့်အခြားသောတငယ်ချင်းများဗန်ဆာတို့ဖွဲ့ကသူတို့လာရင်းအချက်ကိုအခက်အားရှင်းလင်းပြောဆိုသည်တငယ်ချင်းအခက်မင်းကငါတို့အားလုံးထက်ကံကောင်းတယ်တို့တွေမငတ်အောင်ရုန်းကန်နေရတဲ့အချိန်မှာမင်းကဘေဘီလုံးမှာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေတယ်မင်းကသာနာဘေးဆိုတဲ့အဝတ်စားတွေကိုရှားပါဘေးဆိုတဲ့စားတောက်ဖွယ်ရာတွေစားနေတဲ့အချိန်မှာတို့ကဖြစ်တယ်လို့စားလူကြားသွားနိုင်အောင်လောက်ဝစ်ပြီးနေရတယ်ဒါပေမဲ့တစ်ချိန်လုံးကတော့တို့အားလုံးတန်းတူရည်တူပဲစာသင်တော့လဲတစ်ဆယ်ရတယ်ကစားခုံကစားတော့လဲအတူတူပဲမင်းကတို့ထက်စာမှလည်းမတော်ဘူးကစားရမှလည်းမတာခဲ့ဘူးနောက်ပိုင်းလူကြီးဖြစ်လာတဲ့အချိန်မှလည်းမင်းကတို့ထက်ဘလောက်မှပင်ပင်ပန်းပန်းအလုပ်လုပ်တာမတွေ့ရဘူးဒါပေမဲ့ကံကြမ္မာကမင်းတယောက်တည်းကိုမျက်နှာသာပေးရွေးချယ်သွားတယ်လောကရဲ့စည်းစိမ်ချမ်းသာမျိုးစုံကိုမင်းလက်ထဲပုံအပ်သွားခဲ့တယ်အဲ့ဒါဘာကြောင့်လဲတို့ကိုတော့ဘာကြောင့်ကံကြမ္မာကလက်လီရှုခဲ့တာလဲအဲ့ဒါသိကျင်လို့တို့လာခဲ့ကြတာသူတို့စကားဆုံးသည်နှင့်အခက်ကဆိုသည်တကယ်ချင်းတို့အယူဆမှားနေကြပြီကွာမင်းတို့မချမ်းသာမကြီးပွားရခြင်းအကြောင်းရင်းကကံကြမ္မာနဲ့မဆိုင်ဘူးကွာဒါနဥစ္စာအဆောက်အုံတစ်ခုဘလို့စူးစီးတိဆောက်ရတယ်ဆိုတာဥပဒေသားတွေနီလန်းတွေကိုမင်းတို့မစူးစမ်းမလေ့လာမိလက်တွေ့မကျင်သုံးမိကြလို့သာဖြစ်ရတာကံတက်တက်နဲ့လူတစ်ယောက်ကြီးပွားချမ်းသာလာတယ်ဆိုတာမရှိဘူးကြီးပွားရင်လည်းခဏပဲလူမိုက်နဲ့ငွေအတူမနေဆိုတော့လို့ဗယံပရာသုံးဆွဲရင်ကုန်တာပဲကံကြမ္မာကြောင့်အလိုလျောက်ရလာတဲ့ဥစ္စာဟာရရှိသူကိုနှိပ်စက်ဖျက်ဆီးသွားတာများတယ်တချို့လူတွေတော့ရှိပါတယ်မတုံးဘူးမဖြုံဘူးတုံးလိုက်လို့ကုံသွားမှတိတ်ကြောက်တယ်သူ့မှာပတ်စံကမတော်တဆသာရလာတာအကယ်၍တုံးဆွဲလို့ကုံသွားရင်ဘလို့ထက်ရှာရမလဲသူမသိဘူးအဲ့ဒီတော့ငွေထုတ်ကြီးပိုက်ပြီးစင်စင်ရဲရဲကက်ဆေးနဲနဲနဲ့ပဲဟိုသေးတဲ့အထိနေသွားကြတယ်ဒီငွေကြောင့်သူတို့ခမများမှာကိုယ်လည်းမချမ်းသာဘူးစိတ်လည်းမချမ်းသာဘူးတခိုးတဝက်ရန်ကိုကြောက်လို့တကြောင်ကြကြလဲနေရသေးတယ်အားလုံးဒီအတိုင်းကြီးပဲလို့တော့ငါမဆိုလိုပါဘူးတချို့တော့လည်းရှိပါတယ်ကိုယ်တိုင်မရှာဘဲရလာတဲ့ဥစ္စာဥပမာအမွေရလာတာမျိုးဆိုပါတော့အဲ့ဒါကိုသုံးလဲသုံးတယ်တိုးပွားအောင်လဲလှုပ်သွားတယ်ဆိုတဲ့လူမျိုးတွေဒါမျိုးလဲရှိတော့ရှိပါတယ်ဒါပေမဲ့နဲတယ်မင်းတို့သိတဲ့လူတွေတည်းပဲစဉ်းစားကြည့်ပါငါပြောတာသဘောပေါက်ပါလိမ့်မယ်သူစကားနားထောင်ပြီးတငယ်ချင်းတွေမငင်းနိုင်ကြဟုတ်ပါပြီကွာကံကြမ္မာတတ်ကြောင့်ချမ်းသာကြတာမဟုတ်ဘူးဆိုတဲ့အချက်တို့လက်ခံပါတယ်တို့တွေကြားတဲ့ကမင်းတယောက်တည်းဘယ်နည်းပဲပုံချမ်းသာလာလဲဆိုတဲ့အကြောင်းသာဆက်ပြီးပြောပြစမ်းပါအခက်စကားဆက်သည်ငါလူငယ်ဘဝလောက်မှာပဲငါကောင်းတဲ့ကိုအတွေးတစ်ခုဝင်ခဲ့တယ်တိတ်ဆန်းတဲ့အတွေးတော့မဟုတ်ပါဘူးပတ်ဝန်းကျင်မှာရှိတဲ့ကောင်းတဲ့အရာတွေအဖိုးတန်တဲ့ဟာတွေကိုကြည့်ပြီးအော်ဒါတွေဟာလူကိုစိတ်ချမ်းသာမှုကျဉ်နဲ့အားရမှုပေးနိုင်တဲ့အရာတွေပါလားဒါတွေဟာငွေရှိမှရနိုင်တာတွေပါလားလို့တွေးမိလိုက်တာပါငွေဟာစွမ်းပကားတစ်ခုပဲငွေဟာအရာတိုင်းကိုမဖန်တီးနိုင်တော့လေအရာများစွာကိုတော့ဖြစ်မြောက်အောင်ဆောင်ရွက်ပေးနိုင်တယ်ကိုယ်အိမ်ယာကိုအလှပအခမ်းအနားသုံးမုံးမှန်ခြေတနိုင်တယ်ရွက်သင်းမိုးနဲ့ခီးထွက်နိုင်တယ်ဝေးလံခေါင်ပြတဲ့အရက်ကရှားပါတဲ့အစာအာဟာရတွေကိုမှီဝဲသုံးဆောင်နိုင်တယ်ရွှေတွေငွေတွေကြောက်မြတ်ရတနာတွေကိုဝယ်ယူနိုင်တယ်ဖျားတွေကျောင်းတွေစောင့်နိုင်လှူနိုင်တယ်
အာယုံ၅ပါးရဲ့အရသာတွေအလိုရှိသမျှခံစားနိုင်တယ်ဒါတွေတွေးမိပြီးဟာမဖြစ်ဘူးငါလဲလူဘဝမှာနေထိုင်ရတော့ဒီစည်းစိမ်ချမ်းသာတွေကိုတော့တတ်နိုင်သမျှခံစားသွားရမှာဖြစ်မယ်သူများတွေခံစားနေကြတာအဝေးကငေးကြည့်ရင်းနဲ့တော့တင်းတိမ်မနေနိုင်ဘူးလို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့မင်းတို့သိတဲ့အတိုင်းငါမိဘကလည်းချမ်းသာဒါပေမဲ့မင်းတို့သိတဲ့အတိုင်းငါမိဘကလည်းချမ်းချမ်းသာသာတွေကမဟုတ်ဘူးအဖေကတာမန်ကုန်တဲ့အသေးစားပဲညီအကိုမောင်နှမတွေကလည်းများတော့အမွေနေ့ရဖို့မျှော်လင့်ချက်တိတ်မရှိဘူးဒီတော့ကိုရှာမှကိုရမယ်ဆိုတာသဘောပေါက်တယ်ဒါပေမဲ့ဘလို့ရှာမလဲညံစွမ်းညံစားကလည်းမင်းတို့စောစောကပြောသလိုမင်းတို့ထက်ထူးပြီးရှိတာမှမဟုတ်တာဒါနဲ့စဉ်းစားလိုက်တဲ့အခါကျတော့ချမ်းသာဖို့ဆိုတာချက်ချင်းတော့မဖြစ်နိုင်ဘူးအချိန်ယူပြီးလေ့လာရမယ်နီးလန်းရှာရမယ်ဆိုတာတွေးမိလာတယ်ဒီနေရာမှာအချိန်နဲ့ပတ်သက်လို့ပြောရရင်အချိန်ဆိုတာလူတိုင်းမှာအရှံပဲရှိနေကြတာပဲအခုမင်းတို့ဆိုရင်ကိုချမ်းသာအောင်လုပ်ဖို့လုံလောက်တဲ့ချိန်ကာလတစ်ခုတောင်တုံးဖြုံပစ်ခဲ့ကြပြီးပြီပဲဒီအတွက်မင်းတို့မှာမိသားစုတွေကလွဲလို့တခြားဘာမှမရခဲ့ဘူးလို့ဆိုတယ်တကယ်တော့မိသားစုနဲ့တိုက်တိုက်ဝန်းဝန်းနေရတယ်ဆိုတာကလည်းဝမ်းသာဂုဏ်စရာတစ်ခုပါပဲပေါ့ကွာဒါပေမဲ့အဲ့ဒါလည်းထောင်းပေါ့လေအဲအချိန်ယူတဲ့ကိစ္စပြီးတော့လေးလာစီးဘူးတဲ့ကိစ္စဒီကိစ္စမှာဒုဆရာကြီးပြောဦးတဲ့စကားတစ်ခုရှိတယ်မင်းတို့လည်းမှတ်မိကြပါလိမ့်မယ်ပညာဆိုတာနှစ်မျိုးရှိတယ်တစ်မျိုးကတို့တင်ထားတတ်ထားတည်ထားတာနောက်တစ်မျိုးကတို့မတိသေးမတက်သေးတဲ့အရာကိုဘယ်မှာဘယ်လိုလိုက်ရှာရမလဲဆိုတာသိတာအဲ့ဒီစကားပါဆရာကြီးပြောတဲ့ဒီစကားကိုကြားရအောင်ပြီးပတ်စံချမ်းသာအောင်လုပ်တဲ့နီလန်းတွေကိုအရင်ဆုံးသိအောင်ရှာဖွေဖို့ပြီးတော့ဒီနီလန်းတွေအတိုင်းလိုက်နာကျင့်သုံးဖို့ငါဆုံးဖြတ်ခဲ့တယ်သို့တော့အဲ့ဒီနောက်မှာစားဝတ်နေမှုအတွက်မော်ကွန်းရုံးမှာစာတော်ကူးစရေးလေးဖြစ်နေငါအလုပ်ဝင်လုပ်ခဲ့တယ်။ရှင်စည်းပြားမှာစာရေးတဲ့အလုပ်ကိုနေ့စဉ်နိုင်ပေါင်းများစွာငါလုပ်ရတယ်။အဲ့ဒီမှာလာပေါင်းများစွာကြာပေမဲ့ရတဲ့လောကကဘာမှဖတ်မတင်ခဲ့ဘူး။စားတယ်ဝတ်တယ်နတ်ပူဇော်တယ်တခြားတိုလီမိုလီရဲ့နဲ့ပဲအားလုံးကုန်တယ်။ဒါပေမဲ့ချမ်းသာအောင်လုပ်မယ်ဆိုတဲ့စိတ်ကတော့ငါမှပျောက်ပြတ်မသွားဘူး။တနေ့မှာတော့ငွေတိုးချေးစားတဲ့တထေးကြီးအယ်လ်ဂါမစ်တို့ယုံကဝင်မင်းစီရောက်လာပြီးနဝမဥပဒေကိုကော်ပီကူးပေးဖို့အလုပ်အပ်တယ်။ကူးဖို့တာဝန်ကျသူကငါဆိုတော့သူကငါ့ကိုပြောတယ်။ငါဒီကော်ပီကို2 ရက်အတွင်းလိုချင်တယ်။ပြီးအောင်ကူးပေးနိုင်ရင်မင်းကိုကျေးနီပြား2 ပြားအပိုစုပေးမယ်။အဲ့လိုသူကဆိုတယ်။ငါလည်းအကျိတ်အနေကြိုးစားပြီးကူးတာပဲဒါပေမဲ့ဥပဒေကတိတ်ရှည်တော့ကော်ပီယူဖို့သူလာတဲ့အချိန်မှာငါမပြီးသေးဘူးသူကဒေါသတွေကြီးကျယ်ထွက်တယ်ငါသာကျွန်တယောက်ဆိုရင်အဲ့ဒီနေရာမှာတင်ကောင်းကောင်းရိုက်ခံရတယ်အခုတော့ငါ့ကိုသူရိုက်ရင်ဝင်မင်းတီးခံမှာမဟုတ်ဘူးဆိုတာသိထားတော့ငါကလည်းမကြောက်ဘူးပေါ့ကွာဒါနဲ့သူ့ကိုပြောတယ်ဒီမှာအယ်ဂါမစ်ခမည်းကအရန်ချမ်းသာတဲ့တထေးကြီးပဲကျွန်တော်ကလည်းခမည်းလိုချမ်းသာအောင်လုပ်ဖို့နီလန်ပေးမယ်ဆိုရင်ကျွန်တော်ဒီတညာလုံးမအိပ်ပဲခမည်းစာတွေကူးပေးမယ်ဗျာမနဲ့နေထွက်တဲ့ချိန်ပြီးစီရမယ်အဲ့လိုဆိုတော့သူကပြုံးပြီးငါ့ကိုပြန်ပြောတယ်မင်းတော်တော်လေတဲ့အကောင်ပဲဒါပေမဲ့ငါသဘောတူပါတယ်အပေးယူပေါ့ကွာအဲ့ဒီညတညလုံးငါရှင်စည်းပြားတွေမှာစာထွင်းတယ်ကြောတစ်ပြင်လုံးတောက်မိကွက်ကအနက်နဲ့တကောင်းလုံးကိုက်မျက်စိတွေလည်းကျိန်းဆက်ပြီးဘာမှတော့မမြင်ကျင်တော့ဘူးဒါပေမဲ့မနဲ့လင်းအားကြီးအချိန်သူရောက်လာတော့ရှင်စည်းစာချက်တွေအားလုံးပြီးနေပြီကဲခမည်းခတိပေးရတဲ့အထားကျွန်တော်ကိုပြောပြီးတော့ငါကဆိုလိုက်တယ်သူကသဘောကောင်းစွာနဲ့ပဲပြောပါတယ်မောင်ရင်ဘက်ကတောင်းကြည့်ပြီဆိုတော့ငါဘက်ကလည်းတောင်းကြည့်ရမှာပေါ့ဒီအတွက်ငါဝင်လေးပါဘူးကွာတကယ်တော့ငါလည်းဖိုးကြီးဖြစ်လာပြီဆိုတော့အဖိုးကြီးများထုံးစံတိုင်းအခုမင်းသိကျင်တဲ့အကြောင်းမျိုးကိုတို့ကလိုလိုကိုပြောချင်နေတာ
ဘယ်လူငယ်မဆိုအသက်ကြီးတဲ့လူတစ်ယောက်စီသွားပြီးမေးမြန်းမယ်အကြံဉာဏ်တောင်းမယ်ဆိုရင်သူနှစ်ပေါင်းများစွာစုဆောင်းတုံမီလာတဲ့အသိဉာဏ်ဘူးတုဒတွေကိုအလွယ်တကူရနိုင်တာကြီးပဲကွာဒါပေမဲ့လူငယ်တွေစိတ်မှာဒီဖိုးကြီးတွေသိတာရှေးခေတ်တုန်းကအကြောင်းတွေပါဒီခေတ်နဲ့မဆိုင်ပါဘူးလို့ထင်တတ်ကြတယ်အဲဒီလိုထင်ပြီးဒီပုံကိုယ်တွေစီကစကားကိုတန်ဖိုးမထားတော့အကျိုးကျေးဇူးလဲသူတို့မခံစားကြရဘူးပေါ့ဒါပေမဲ့မင်းသိထားဖို့ကဒီကနေ့တာနေတဲ့နေဟာမင်းတို့အဖေမွေးတဲ့ချိန်တုန်းကတောက်ပခဲ့တဲ့နေပဲကွအတူတူပဲဒီနေဟာမင်းရဲ့ငယ်ဆုံးမြေကလေးကွယ်လွန်နှိမ့်ဆရောက်တဲ့အချိန်မှလဲအခုလိုပဲအလင်းရောင်ပေးနေအောင်ပါပဲလူငယ်တွေရဲ့အတွေးခေါ်ဟာကောင်းကင်မှာတခါတရံထွက်ပေါ်တဲ့ကျဲတကုံများလို့တခွင်တစ်ပြင်းလုံးဖြန့်ပြီးလင်းသွားတတ်တာမှန်တယ်ဒါပေမဲ့တကြီးဝါကြီးများရဲ့ဉာဏ်မျှော်မြင်ကတော့ကောင်းကင်မှာတွဲခုန်နေကြတဲ့ကျဲပွင့်များလို့အမြဲတည်နေပြီးပင်လယ်ခီးသွားတွေကိုလမ်းပြနိုင်ကြတယ်အခုငါပြောမယ့်စကားကိုမင်းတေးသေးချာချာနားထောင်ပါတေးသေးချာချာနားမထောင်ရင်ငါပြောချင်တဲ့အချက်ကိုမင်းရမှာမဟုတ်ဘူးမင်းစိတ်ထဲမှာလဲမင်းတညာလုံးပင်ပန်းခဲ့ရတာနဲ့စာရင်ထိုက်တန်တဲ့စကားကိုမရဘူးလို့ထင်နေအောင်မယ်သူကအဲ့ဒီလိုဆိုပြီးတဲ့နောက်သူ့မျက်ခုံးထူထူကြီးတွေအောက်ကနေတေးသေးချာချာစိုက်ကြည့်ပြီးအလေးအနက်လေးတန်းနဲ့ပြောတယ်ငါစိတ်ထဲမှာငါရတဲ့ဝင်ငွေရဲ့တစ်စိတ်တစ်ပိုင်းသည်ငါအတွက်ကိုယ်ပိုင်ဥစ္စာဖြစ်ရမယ်လို့ယတိပြတ်ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာချမ်းသာကြွယ်ဝမယ့်လမ်းစာကိုငါသွားတွေ့ခဲ့တာပဲမင်းလဲအဲ့ဒီအတိုင်းတွေ့ပါလိမ့်မယ်အဲ့ဒီနောက်ငါ့ကိုဆက်ကြည့်နေလိုက်တာဖောက်ထွက်သွားမတတ်ပဲနောက်တော့ငါကမေးတယ်ဒါကုန်မဲလားအဲ့လိုမေးလိုက်တော့သူကဟုတ်တယ်အဲ့ဒါဟာတိုးချောင်းသားစိတ်တက်လောက်ပဲရှိတဲ့လူတစ်ယောက်ကိုတကြွယ်စိတ်တက်ကိန်းအောင်လာအောင်ပြောင်းလဲပေးနိုင်ခဲ့တဲ့အတွေးခေါ်ပဲလို့သူကပြန်ဖြေတယ်ငါကထပ်မေးတယ်ကျွန်တော်ရှာဖွေလို့ရသမျှအားလုံးဟာကျွန်တော်ကိုယ်ပိုင်ဥစ္စာကြီးပဲမဟုတ်လားအဲ့လိုဆိုတော့သူကဟောက်နိုင်ပါမလားကွာမင်းအချုပ်သမားကိုပတ်စံမပေးရဘူးလားဖနှက်ချုပ်သမားကိုမပေးရဘူးလားစားစရာတောက်စရာအတွက်ကိုဘေဘီလုံးမှာမင်းပတ်စံမသုံးပဲနေလို့ရသလားပြီးခဲ့တဲ့လတော့ကမင်းရခဲ့တဲ့ပတ်စံအခုဘယ်နှပြားကြံတယ်လဲပြီးခဲ့တဲ့တစ်နှစ်လုံးရတာကိုဘယ်မလဲမရှိဘူးမဟုတ်လားမင်းကိုမင်းကလွယ်လို့လူတကာကိုပတ်စံနေမင်းပေးနေခဲ့တာမင်းပင်ပန်းခံပြီးအလုပ်လုပ်သမျှအားလုံးဟာသူများအတွက်ကြီးပဲဖြစ်နေတယ်မဟုတ်လားသခင်ကျွေးတာစားသခင်ပေးတာဝပြီးသခင်တို့အလုပ်လုပ်ပေးနေတဲ့ကျွန်းတယောက်နဲ့ဘာခြားနာသလဲကဲမင်းရလာတဲ့ဝင်ငွေရဲ့10ပုံတစ်ပုံလောက်ကိုစုဆောင်းထားခဲ့မယ်ဆိုရင်10နှစ်အတွင်းမှာမင်းဘယ်လောက်ချမ်းသာနေမလဲတဲ့ပြောနေရကရုတ်တရက်ကောက်မေးတယ်ငါကလည်းအဲ့ဒီလောက်တော့ကနန်းတွတ်တက်သေးတယ်ဆိုတော့ချက်ချင်းပဲပြန်ဖြေလိုက်တယ်တနစ်စာဝင်ငွေစုမိမှာပေါ့ဆိုတော့သူကပြောတယ်တဝက်ပဲမှန်တယ်တဲ့မင်းစုမိတဲ့ရွှေသားတိုင်းဟာမင်းအတွက်အလုပ်လုပ်ပေးမဲ့ကြေးကျွန်ဖြစ်ရမယ်သူ့ကိုခိုင်းလို့ရလာတဲ့ကြေးหนีပြားတိုင်းဟာလည်းသူနီးတူမင်းအတွက်ဆက်လုပ်ပေးမဲ့သူ့ရဲ့ကလေးတွေဖြစ်ရမယ်မင်းဟာချမ်းသာခြင်းနဲ့လူဆိုရင်မင်းစုဆောင်းလို့ရသမျှကိုထပ်တိုးပွားအောင်လုပ်ရလိမ့်မယ်အဲ့ဒီတိုးပွားတာကနေထပ်တိုးပွားထပ်တိုးပွားတာကနေနောက်တစ်ဆင့်ထပ်တိုးပွားအဲ့ဒီလိုဖြစ်ရမယ်အဲ့ဒါမှမင်းလိုချင်တောင်းတနေတဲ့ဒနာဥစ္စာတွေစုဝေးမိလာမှာမင်းကငါပေးတဲ့ချမ်းသာကြွယ်ဝရေးနီးလန်းကိုကြားရတော့မင်းတညာလုံးလှုပ်လို့ရတာနဲ့မတန်ဘူးလို့ထင်တယ်မဟုတ်လားငါညာတယ်ဆိုတဲ့သဘောပေါ့လုံးဝမဟုတ်ဘူးငါပြောတဲ့သဘောတရားကိုမင်းတကယ်ပိုင်ပိုင်နိုင်နိုင်စုံကင်မိသွားပြီဆိုရင်မင်းငါစီကအစ1000မကပြန်ရလိုက်တယ်လို့ပဲဆိုတာမင်းသဘောပေါက်လာပါလိမ့်မယ်မင်းရတာရဲ့တစိမ့်တရေသားဟာမင်းအတွက်ဖြစ်ရမယ်လို့ငါဆိုခဲ့တယ်အဲ့ဒါမင်းရဲ့ကိုယ်ပိုင်ဥစ္စာအဖြစ်သိမ်းဆဲထားဖို့မင်းရတဲ့ငွေသည်နဲချင်နဲနေလိမ့်မယ်သို့တော့ဘလောက်နဲသည်ဖြစ်စေ10ပုံတစ်ပုံကိုတော့ဖယ်ထားလို့ရပါတယ်အကယ်၍တက်နိုင်ရင်တော့ဒီထက်မကပေါ့ကျန်တာကမှစားမယ်လှူမယ်အဝတ်စားဝယ်မယ်ဒနာဥစ္စာဆိုတာတစ်ပင်နဲ့တူတယ်မျိုးစေ့သေးသေးလေးကနေကြီးထွားလာတာမင်းစုမိတဲ့ပထမဆုံးကြေးနီပြားဟာနောက်တစ်နေ့ဒနာဥစ္စာတစ်ပကြီးပေါက်ဖွားရှင်တန်လာစေဖို့မျိုးစေ့ပဲမျိုးစေ့စောစောချရင်တစ်ပင်စောစောပေါက်တယ်ဒီ
ဒီတစ်ပင်ကိုယုံကြည်ကြည်ထထတန်တန်နဲ့မြေဩဇာကျွေးမယ်ရေတောင်းပေးမယ်ဆိုရင်မြန်မြန်ဆန်ဆန်သူ့ရဲ့အရေးကိုခိုရမှာပဲသူကအဲ့ဒီလိုပြောပြီးတဲ့နောက်ရှင်စေးချက်တွေယူပြီးပြန်သွားတယ်အဲ့ဒီနောက်မှာသူပြောတဲ့စကားတွေကိုငါအလေးနဲ့စဉ်းစားတယ်သူ့စကားတွေဟာတိတ်ကိုအကြောင်းအကျိုးညီညွတ်မှုရှိတာငါတွေ့ရတာနဲ့အဲ့ဒီအတိုင်းလုပ်ကြည့်ဖို့ငါဆုံးဖြတ်ခဲ့တယ်ငါပတ်စံရလာတဲ့အခါတိုင်း10ပြားရရင်တစ်ပြားကိုတီးတန့်ဖယ်ထားလိုက်တယ်အဲ့ဒီမှာထူးခြားတာကဒီတစ်ပြားမသုံးရလို့အနေအစားကျဉ်ကျက်သွားတယ်ဆိုတာမျိုးလုံးဝမရှိတာပဲငကိုပုံမှန်လိုပဲဆက်လက်လေဘက်နေထိုင်သွားလို့ရနေတယ်ဒါပေမဲ့စုငွေလေးများလာတဲ့အခါမှာတော့တခါတရံဖီနီရှန်ဘက်ကကုန်သင်းမောတွေကလအုပ်နဲ့လာတဲ့ကုန်သည်တွေစီမှာပစ္စည်းဆန်းဆန်းပြပြတွေ့ရင်ဝယ်လိုက်ချင်တဲ့စိတ်တွေတိတ်ထကြွတာပေါ့ဒါပေမဲ့ကိုထိန်းနိုင်ခဲ့တယ်ဒီလိုနဲ့တစ်နှစ်တိတိလောက်ကြာတဲ့အချိန်မှာအဒဂါမစ်တစ်ချိန်ရောက်လာပြန်တယ်သူကမရရပဲမေးတယ်ဘလို့လဲမောင်ရင်ပြီးခဲ့တဲ့နှစ်အတွင်းမင်းဝင်ငွေရဲ့10ပုံတစ်ပုံစုပြည့်ရလားတဲ့ငါကလည်းဂုံးစွာနဲ့ပဲပြောလိုက်တယ်ဟုတ်ကဲ့ကျွန်တော်စုပြစ်ပါတယ်ဆရာကြီးအဲ့လိုဆိုတော့အေးကောင်းတယ်ကွာတဲ့သူကငါ့ကိုပြုံးကြည့်ပြီးဆိုတယ်ပြီးတော့မေးတယ်မင်းအဲ့ဒီပတ်စံတွေနဲ့ဘာလို့တလဲတဲ့ကျွန်တော်အုတ်ဖုတ်သမားအစမူးကိုပေးလိုက်တယ်အစမူးကပင်လယ်ကူးသင်းမောနဲ့လိုက်သွားပြီးတိုင်ရန်စိတ်ကဲမြို့မှာဖီနီရှန်ကြောက်မြတ်ရတနာတွေဝယ်ခဲ့ပေးမယ်လို့ပြောတယ်သူပြန်ရောက်လာရင်ဒါတွေကိုရောင်းပြီးရတဲ့အမြတ်ကိုသူနဲ့ကျွန်တော်ခွဲဝေယူရမှာပေါ့လို့ဖြေတော့လူဆိုတာခံရဘူးပြီးမှသင်ခန်းစာရတာမျိုးပဲဟေ့ဒီမှာကွအုတ်ဖုတ်သမားကကြောက်အကြောင်းဘလောက်သိမှာမို့လို့ယုံကြည်ကြည်သွားရတာလဲကောင်းငင်ကကျယ်တွေအကြောင်းသိခြင်းပေါမုံဖုတ်တဲ့လူကိုသွားမေးပါလားစဉ်းစားဉာဏ်ရှိတဲ့လူမိုင်းနက်ခတ်ပညာရှင်ပဲမေးမယ်မဟုတ်လားမင်းစုထားတဲ့ပတ်စံတွေတော့သွားပြီလို့သာအောင်းမေးလိုက်ပြီးတော့အဲ့ဒီလူလက်ထဲအပ်လိုက်တာဟာမင်းစိုက်ထားတဲ့ဒနာတစ်ပင်လေးကိုအမြင့်ပါမကြံဆွဲနှုံးပစ်လိုက်တာနဲ့အတူတူပဲဒါပေမဲ့ပြီးသွားတာဘာတတ်နိုင်မလဲထပ်ကြိုးစားပါနောက်ထပ်အပင်သစ်စိုက်ပါဒီဒီချိန်မှာတော့ကြောင်းမြေဒနာအကြောင်းသိချင်ရင်ကြောက်ကုံတယ်စီသွားတိုးအကြောင်းသိချင်ရင်တိုးမွေးရဲ့လူစီသွားကွာအကြံဉာဏ်ဆိုတာလူတွေခမဲ့ရှောက်ပေးတတ်ကြတဲ့အရာမျိုးဒါပေမဲ့တန်ဖိုးရှိတဲ့ကြံဉာဏ်မျိုးကိုမှယူမိဖို့အရေးကြီးတယ်ငွေကြေးကိစ္စမှာနားမလဲသူစီကအကြံဉာဏ်ယူမိရင်သူ့အကြံတန်ဖိုးမရှိတဲ့အကြောင်းကိုယ်ငွေနဲ့ရင်းပြီးသက်သေထူရတယ်လို့ဖြစ်လိမ့်မယ်တဲ့အဲ့ဒါလိုတွေပြောပြီးသူပြန်သွားတယ်သူပြောတဲ့အတိုင်းမှာပဲဖီနီရှန်တွေဆိုတာကလူလိန်လူနတ်တွေကိုအစမူးကိုပလင်းကွဲလိုဟာမျိုးတွေကြောက်ဆိုပြီးလိန်ရောင်းလွှတ်လိုက်တယ်ဒါပေမဲ့အယ်ကာမစ်တိုက်တွန်းသွားခဲ့တဲ့အတိုင်းငါဆက်ပြီး10ပြားမှာတစ်ပြားစုပါတယ်အကျင့်လေးလေးရသွားပြီဆိုတော့ငါအတွက်စုရတာအပန်းမကြည့်တော့ဘူးနောက်12လကြာတဲ့အခါစာကူးတဲ့အခန်းကိုအယ်ကာမစ်ရောက်လာပြန်တယ်ဘလို့လဲကွာဒီကြားထဲမှာတိုးတက်မှုရှိရလားတဲ့ကျွန်တော်သစ္စာရှိစွာပေးကမ်းနေသမ်းပါဆရာကြီးဒီတစ်ခါတော့ကျွန်တော်ပတ်စံတွေကိုဒိုင်းလုတ်တဲ့အကာစီအပ်ပါတယ်သူ့အတွက်ကြေးဝယ်ဖို့ပေးထားတာသူစီကလေးလတစ်ကြိမ်အတိုးမှန်မှန်ရပါတယ်ဆိုတော့ကောင်းတယ်ကွာမင်းအဲ့ဒီအတိုးကိုဘာလို့တလဲတဲ့ကျွန်တော်အခမ်းမွန်ကြီးတစ်ခုကျင်းပါတယ်ပြားရည်တို့ကိတ်မုတ်တို့အကောင်းဆုံးဝါရဲတို့နဲ့ကြကြနာနာပေါ့ပြီးတော့ကျွန်တော်တို့ကြက်သွေးရောင်ကျူးနေအင်ကြီးတစ်ထည်ဝယ်တယ်နောက်တစ်ချိန်ဆိုရင်တော့ကျွန်တော်စီးဖို့မြီးကလေးတစ်ကောင်ဝယ်မယ်စိတ်ကူးတယ်အဲ့လိုငါပြောတော့အယ်ကာမစ်ကရှီတယ်မင်းကကိုးစုငွေကပေါက်ဖွားတဲ့သားသမီးတွေကိုစားပစ်သလားတဲ့အဲ့ဒါဆိုသူတို့ကမင်းအတွက်ဘာဆက်လုပ်ပေးနိုင်အောင်မလဲမင်းအတွက်အလုပ်လုပ်ပေးမယ်နောက်ထပ်ကလေးတွေသူတို့ဘယ်မှာဆက်မွေးပေးနိုင်ပါတော့မလဲဒီမမောင်ရင်ပထမဆုံးကကိုယ့်အတွက်ငွေရှာပေးမယ်ကြေးကျွန်တွေတစုတစ်ဖွဲ့ကြီးရအောင်အရင်လုပ်ရတယ်ကွအဲ့လိုရပြီးတဲ့ခါကျရင်ပျော်ပွဲရှင်ပွဲစားပွဲတောက်ပွဲတွေကြိုက်တလောက်စင်ကျင်းပါတော့ကုန်ခန်းသွားမှာပူစရာမလိုတော့ဘူးလို့ပြောပြီးပြန်သွားတယ်
နောက်2 နှစ်လောက်သူနဲ့မတွေ့ရဘူးပြန်တွေ့တဲ့အချိန်ကျတော့အဖိုးကြီးကအတော်အိုနေပြီသူကမေးတယ်အခက်မင်းမျော်မှန်းထားသလောက်ငွေကြေးစုဆောင်းမိပြီလားတဲ့ငါကလည်းဖြေတယ်မျော်မှန်းသလောက်တော့မရသေးပါဘူးဒါပေမဲ့ရှားတန်သလောက်တော့ရနေပါပြီအဲ့ဒါတွေကစပ်ပြီးအတိုးညွန့်တွေလည်းပွားများနေပါတယ်လို့ပြောလိုက်တယ်မင်းအုတ်ဖို့သမားစီကအကြံဉာဏ်ယူသေးသလားတဲ့ဟုတ်ကဲ့အုတ်ကိစ္စနဲ့ပတ်သက်ရင်တော့ယူပါတယ်ငါကလည်းပြန်နောက်တယ်အခက်မင်းဟာသင်ခန်းစာကိုကောင်းကောင်းကျင့်ညတ်သွားပြီတဲ့ပထမဆုံးမင်းဟာကိုရတဲ့ဝင်ငွေထက်ရှော့သုံးပြီးနေထိုင်တတ်ခဲ့တယ်အဲ့နောက်မင်းဟာအတွေ့အကြုံရှိတဲ့လူတွေစီကတန်ဖိုးရှိတဲ့အကြံဉာဏ်တွေရယူတတ်ခဲ့တယ်နောက်ဆုံးအဆင့်အနေနဲ့ငွေကိုတိုးပွားအောင်မင်းလုပ်တတ်ခဲ့တယ်တနည်းပြောရရင်မင်းဟာငွေရှာတတ်ခဲ့ပြီငွေကိုထိမ့်သိမ်းတတ်ခဲ့ပြီငွေကိုလည်းခိုင်းတဲ့စေတဲ့အသုံးချတတ်ခဲ့ပြီဒီမှာခက်မင်းမှာလုပ်ငန်းတစ်ခုကိုတာဝန်ယူဆောင်ရွက်နိုင်တဲ့အရေးချင်းတွေပြေဝရှိနေပြီလို့ငါမြင်တယ်အဲ့ဒီတော့ငါပြောမယ်ငါလည်းအသက်ကြီးပြီကွာငါသားတွေကငွေရှာဖို့ထက်သုံးဖို့ကိုပိုစိတ်ဝင်စားကြတယ်ငါလုပ်ငန်းကိုင်ငန်းတွေကအများကြီးပဲဒါတွေအားလုံးကြည့်ဖို့ငါမတက်နိုင်တော့ဘူးအဲ့ဒီတော့မင်းနစ်ပူးမြို့ကိုသွားပြီးအဲ့ဒီကငါမြေယာတွေကိစ္စတောင်းယူဝေးပါအောင်မြင်မြင်ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်မင်းကိုငါပါတနာအဖြစ်သဘောထားမယ်ငါပိုင်မြေရဲ့တစိမ့်တရေသားကိုခွဲဝေပေးမယ်လို့သူကဆိုတယ်အဲ့ဒါနဲ့ငါနစ်ပူးကိုသွားပြီးသူ့လုပ်ငန်းတွေကြီးကြပ်ပေးတယ်လုပ်ငန်းတွေအများကြီးပဲငါကလည်းရီမက်ချက်ကြီးရဲ့လူဆိုတော့ဒါတွေကိုစူးစမ်းပြီးလုပ်တယ်စောစောကပြောခဲ့တဲ့အတိုင်းငွေနဲ့ပတ်သက်တဲ့ကဏ္ဍ3ရပ်စလုံးကိုနိုင်နိုင်နင်းနင်းရှိခဲ့ပြီးပြီဆိုတော့ငါအောင်မြင်ခဲ့တယ်အယ်ဂါမစ်စီရဲ့ဥစ္စာပစ္စည်းတွေအများကြီးတန်ဖိုးတက်အောင်ငါလုပ်ပေးနိုင်ခဲ့တယ်ဒါကြောင့်မို့သူကွယ်လွန်ပြီးတဲ့အခါမှာသူကိုယ်တိုင်ဥပဒေနဲ့အညီစီမံပေးခဲ့တဲ့အတိုင်းသူ့ပိုင်နေမြေတချို့ကိုငါဝေစုရခဲ့တယ်အခက်ဇလံပြီးဆုံးသွားသည့်အခါသူ့တငယ်ချင်းတယောက်ကမှတ်ချက်ချသည်အယ်ဂါမစ်စီကအမွေရလိုက်တာမင်းကန်ကောင်းသွားတာပေါ့ဟူ၍ကန်ကောင်းတယ်ဆိုတဲ့စကားပြောမယ်ဆိုရင်တော့အယ်ဂါမစ်နဲ့မတွေ့ခင်ကတည်းကငါမှာကြီးပွားခြင်းစိတ်ရှိနေခြင်းဟာသာကန်ကောင်းတဲ့ချက်လို့ဆိုရမယ်ကွငါမှာကြီးပွားချမ်းသာခြင်းနဲ့ဆန္ဒရဲ့တကယ့်ကိုကြီးပွားအောင်ထားလုပ်မယ်ဆိုတဲ့စိတ်တဲ့ရဲ့ပြက်ပြက်သားသားခိုင်ခိုင်မာမာရှိနေတယ်ဆိုတာဟာ၄ နှစ်လုံးလုံးငါရတဲ့ငွေရဲ့10 ပုံတစ်ပုံစီကိုမှန်မှန်စုဆောင်းခဲ့ခြင်းအဖြစ်ထင်ရှားနေတာပဲတငါတဲ့တယောက်ဟာငါးတွေရဲ့ဓလေ့သဘာဝကိုနှစ်ပေါင်းများစွာလေ့လာပြီးတဲ့နောက်မှာပိုက်တလက်နဲ့သူထွက်ရှာတိုင်းငားရလာတာကိုကံကောင်းတယ်လို့ဆိုမလားကံကြမ္မာဆောင်နတ်သမီးဆိုတာတိတ်စည်းကမ်းကြီးတယ်ကွဘာမှပြင်ဆင်မထားတဲ့လူတွေအတွက်အချိန်ကုန်ခံရိုးထုံးစံမရှိဘူးပထမနဲ့စူထားတဲ့ပတ်စံတွေလက်ဟသက်ဖြစ်သွားပြီးတဲ့နောက်မင်းဆက်ပြီးစုပစ်တာကတော့ well power တိတ်ကောင်းလို့ပဲကွအဲ့ဒါမှမင်းကသူများထက်တိတ်ထူးခြားသွားတယ်နောက်တကယ်ကြီးတယောက်ကပြောတယ်လာပြီး well power အခက်ကဆိုသည်မဟုတ်ပါဘူးကွာမင်းတို့က well power ဆိုတာကိုတလွဲတွေမှတ်ထားကြတယ်ငါပြောမယ် well power ရှိရင်လူတယောက်ဟာကလအုပ်မထမ်းနိုင်တဲ့ဝင်ကိုထမ်းနိုင်မလားနွားနှကောင်မဆွဲနိုင်တဲ့လှဲကို well power ဆွဲရနဲ့သူဆွဲနိုင်မယ်ထင်သလားမဟုတ်ဘူးကွ well power ဆိုတာအဓိဋ္ဌာန်ခိုင်မာတာကိုပြောတာဘယ်လို့တစ်ခုကိုတော့ဖြင့်ငါလုံးမယ်လို့ဆုံးဖြတ်ထားရင်အဲ့ဒါကိုပြီးမြောက်တဲ့အထိလုပ်တာ well power ပဲအဲ့ဒီ well power မျိုးတော့ငါမှရှိတယ်ငါကတာဝန်တစ်ခုအနှင်းထားမယ်ဆိုတော့အသေးအမွှားကိစ္စလို့ငါသဘောမထားဘူးပြီးစီးအောင်လုပ်တယ်ဘာကြောင့်လဲဆိုတော့အသေးအမွှားကိုမှပြီးစီးအောင်မလုပ်နိုင်ရင်အကြီးအမားကိစ္စငါဘယ်မှာယုံကြည်စိတ်ချနိုင်ပါတော့မလဲဥပမာဆိုပါစို့ငါအိမ်ကနေမြို့ရဲသွားတဲ့အခါလမ်းမှာတရားတစ်ခုဖြတ်ရတယ်ဒီတရားကိုဖြတ်တိုင်းမှာရေထဲကိုကြောက်ခဲတစ်လုံးစီရက်တရာတီတီချမယ်လို့ငါဘာသာအဓိဋ္ဌာန်ပြုထားတယ်ဆိုရင်ဒီတရားကိုဖြတ်တိုင်းကြောက်ခဲတစ်လုံးတော့ငါချတယ်9 ရက်မြောက်တဲ့နေ့မှာအမှတ်မဲ့ကြော်သွားမိတယ်ဆိုပါတော့ဟာနောက်နေ့မှပဲနှလုံးချတော့မယ်ဆိုပြီးဆက်မသွားဘူးပြန်လှည့်လာပြီးကြောက်ခဲတစ်လုံးချမယ်ရက်20လောက်ရောက်လာတဲ့အခါ
အခက်ရဘာမှအဓိပ္ပာယ်မရှိပါဘူးကွာလုံမနေပါနဲ့တရားသိပ်ပြီးခြင်းလဲအဆုတ်လိုက်တာပြစ်ချလိုက်စမ်းပါဆိုတဲ့အတွေးမျိုးဝင်မယ်ဆိုပါတော့မရဘူးငါလက်မခံဘူးတနေ့တစ်လုံးရက်ပေါင်း100ချမယ်လို့ငါကောင်ကဂရီပေးထားပြီးရင်တနေ့တစ်လုံးရက်ပေါင်း100ပဲသို့တော့တစ်ခုတော့ရှိတယ်ငါသတ်မှတ်ထားတဲ့ကိစ္စကိုပြည့်အောင်လုပ်ချင်သူဖြစ်တဲ့အတွက်ကိုတိတ်ခတ်ခဲပင်ပန်းတဲ့အလုပ်တွေလက်တွေ့မဖြစ်နိုင်တဲ့လုပ်ငန်းတာဝန်မျိုးတွေတော့ခိုင်းစေလိမရှိဘူးငါကလွတ်လွတ်လပ်လပ်အေးစစ်စစ်နေရတာကိုနှစ်သက်သေးတာကိုဒီတွင်နောက်တငယ်ချင်းတယောက်ကဆိုပြန်သည်မင်းပြောတဲ့အတိုင်းသာမှန်မယ်ဆိုရင်တော့ကြီးပွားချမ်းသာအောင်လုပ်တဲ့နည်းဟာရိုးရိုးစစ်စစ်ရှင်းရှင်းလေးဖြစ်နေမှာပေါ့အဲဒီတော့တကယ်လို့ဟာလွယ်တယ်ကွဆိုပြီးလူတိုင်းကချမ်းသာအောင်လုပ်ပြီးဆိုပါတော့ဒီလူတွေအားလုံးအတွက်ကြတော့ငွေတွေကဘယ်ကလာမှာလဲငါတကယ်ချင်းကအတော်ပူတတ်တာပဲကိုအခက်ကဆိုသည်ဒီလိုတကယ်ချင်းဒနာဥစ္စာဆိုတာလူတွေစူးစမ်းအားထုတ်တဲ့နေရာတိုင်းမှာပေါက်ဖွားတတ်တဲ့ပစ္စည်းတစ်မျိုးပဲဥပမာဆိုပါတော့တထေးတစ်ယောက်ကနန်းတော်လောက်ကြီးမားခမ်းနားတဲ့အင်ကြီးတစ်လုံးစောက်ပြီးတဲ့ဒီအင်ကြီးပေါ်ပေါက်လာတဲ့အတွက်ဒီတထေးရဲ့ငွေတွေအားလုံးလေထဲပျောက်ကွယ်သွားတာမှမဟုတ်ပဲဒီအိမ်တန်ဖိုးနဲ့ညီမျှတဲ့ငွေကိုအုပ်ဖို့တဲ့လူကရတယ်ပယံဆရာကရတယ်အလုပ်သမားတွေရတယ်ဒီအတွက်အားထုတ်ခဲ့ရတဲ့လူတွေအားလုံးဆိုင်ရာချိုးစားနဲ့ရသွားကြတယ်ငွေကုန်ခံလိုက်ရတဲ့တထေးမှာကောဒီငွေနဲ့တန်ဖိုးချင်းညီမျှတဲ့အိမ်တစ်ဆောင်ရလိုက်တာပဲငွေလိုချင်ပြန်ရဒီငွေရမယ်အဲ့တန်ဖိုးတင်တယ်လားဘယ်ဟုတ်မလဲသူအိမ်ဆောက်တဲ့မြေကြီးဆိုတော့ဒီအိမ်ကြီးဆောက်လိုက်ပြီးရဲ့နောက်မှာဒီမြေကြီးဟာအရင်ထက်ပိုတန်ဖိုးတက်လာတယ်သူတင်လားမဟုတ်သေးဘူးသူဘေးနားမှာရှိတဲ့မြေဟာလဲအခုဒီအိမ်ကြီးပေါ်လာတဲ့အတွက်လိုတန်ဖိုးတက်လာတယ်အဲ့ဒါပဲကွဒနောက်စာဆိုတာမျက်လှည့်ပြသလိုအစမတန်ကြီးထွားသွားနိုင်တဲ့သဘာဝရှိတယ်သူ့ရဲ့အတိုင်းအဆကိုဘယ်သူမှခံမှန်းလို့မရနိုင်ဘူးဖီနီရှန်တွေကွာမင်းတို့သိတဲ့အတိုင်းပင်တွေကိုသင်္ဘောနဲ့ထွက်ပြီးအယောင်းဝယ်အလဲလေလုံရင်းနဲ့တွေကြီးပွားလာလိုက်ကြတာသူတို့နေကြတဲ့ပင်လယ်ကမ်းရိုးတန်းကကျေးရွာဇနပုတ်လေးတွေဆိုတာအခုတိုက်ကြီးတာကြီးတွေဟီးပြီးမြို့ကြီးပြကြီးဖြစ်လာတယ်မဟုတ်လားတကယ်ချင်းပြောတာတွေအားလုံးသဘောပေါက်ပြီကွာအဲ့ဒီတော့တို့လဲချမ်းသာအောင်ဘယ်လိုလုပ်ရမလဲဆိုတာသာဆက်ပြီးအကြံဉာဏ်ပေးစမ်းပါအသက်တွေကလည်းကြီးလာပြီကွာခုထိဘာမှကိုမရှိကြသေးဘူးတကယ်ချင်းတယောက်ကဆိုသည်ငါကြံပေးချင်တာကတော့အရကာမစ်ပြောခဲ့တဲ့ငါရတဲ့ဝင်ငွေရဲ့တစ်စိတ်တစ်ပိုင်းသည်ငါအတွက်ကိုယ်ပိုင်ဥစ္စာဖြစ်စေရမယ်ဆိုတဲ့စကားကိုလက်ဆွဲဩဝါဒဖြင့်ခံယူကြဖို့ပဲဒီစကားကိုမနှက်အိပ်ရထားတဲ့အချိန်မှာကိုပြောနေ့လယ်မှာကြင်ညာညအိယာဝင်မှာကြွေးကြော်နေ့စဉ်နေ့တိုင်းနိုင်တိုင်းမှာတတိယဒီစကလုံးတွေကိုခေါင်းနဲ့ရင်နဲ့ဆွဲနေအောင်မျက်စိတွေထင်းကနေဖြစ်နေအောင်ကိုထပ်တလဲလဲပြောပေးဒီအတွေးဒီစိတ်ဓာတ်တွေကိုယ်တည်းပြေဝလာပြီဆိုတဲ့အခါပထမဆုံးကိုယ်ဝင်ငွေကိုပြန်သုံးသက်ငါဘယ်လောက်စုနိုင်မလဲစဉ်းစားဆုံးဖြတ်ဆယ်ပုံတစ်ပုံတက်တော့လုံးဝမလျော့စေနဲ့တခြားအသုံးဆွဲတွေကိုဘယ်ပုံဘယ်နည်းထိမ့်သိမ်းကုတ်ခဲ့မယ်ဆိုတာကလည်းစီစဉ်ရမှာပေါ့ဒါပေမဲ့အရေးကြီးဆုံးကဘယ်နှပုံတစ်ပုံလဲစုမဲ့အပုံကိုအရင်ဆုံးဖယ်ထားဖို့အဲ့လိုစုဆောင်းလာမယ်ဆိုရင်တိတ်မကြပါဘူးကိုယ့်လက်ထဲမှာဘယ်သူပဲဝါမှထိတွေ့လို့မရတဲ့ကိုယ်ပိုင်စစ်ဒနာဥစ္စာအစုကလေးတစ်ခုရှိလာပြီဆိုတာနဲ့စိတ်ချမ်းသာကျဉ်းနှံ့မှုအရသာကိုမင်းတို့ခံစားလာရလိမ့်မယ်ချမ်းသာလာတဲ့အရသာလေးကိုယ်စုငွေလေးများလာလေပို့ပြီးစိတ်အားတက်လာလေပဲဒီအခါဘဝဟာပို့ပြီးပျော်စရာတက်ကြစရာကောင်းလာတယ်နောက်ထပ်ပိုရအောင်ရှာဖို့အားအင်တွေဝင်လာလိမ့်မယ်ဘာကြောင့်လဲဆိုတော့နောက်ထပ်ဝင်လာသမျှမှာလေကိုယ်ပိုင်ဥစ္စာစစ်အဖြစ်နဲ့အချိုးချကြရအောင်ပါကိုအဲ့လိုဥစ္စာတုပ်လေးတစ်ခုစုဆောင်းမိပြီးတဲ့နောက်မှာဒီဥစ္စာကိုယ့်အတွက်အလုပ်လုပ်ခိုင်းရမယ်ကိုစုဆောင်းခဲ့တဲ့ယတနာဥစ္စာကိုယ့်အတွက်ကြေးကျွန်ပဲဒီကြေးကျွန်ကနေသားမြေးတွေနောက်ထပ်ပေါက်ဖွားပြီးကိုယ့်အတွက်စားလုပ်ကြွေးပြုကြရအောင်စနစ်တကျခံခွဲခိုင်းစေရမယ်ဘယ်သူမဆိုကိုယ့်ရဲ့အနာဂတ်အတွက်ငွေတစ်ခုတေချာအောင်လှုပ်ထားနိုင်ဖို့လိုတယ်ကိုယ့်ပတ်ဝန်းကျင်မှာ
လူအိုတွေတွေ့ရတဲ့အခါတိုင်းငါလဲတနေ့ကျရင်ဒီလူတွေလိုအိုရမှာပဲဆိုတာတတိယပြီးကို့မှာရှိတဲ့ဥစ္စာပစ္စည်းကိုအဲ့ဒီအချိန်ခါထိတည်မြဲနေအောင်ဂယူးဆိုင်ရင်းနှီးမြှုပ်နှံမှုပြုဖို့လိုတယ်ဒီနေရာမှာအမျက်ဆုံးတွေမတန်တဆရတယ်အတိုးညွန့်တွေအများကြီးပေးတယ်ဆိုတဲ့အလုပ်မျိုးကိုတော့သတိထားဖို့မင်းတို့ငါအကြံပေးခြင်းတယ်ဒါတွေကနောက်တစ်နေ့ဒုက္ခရအောင်ကိုယ့်ကိုယ်ကိုဖျားယောင်းပြီးခေါ်တဲ့ဟာမျိုးတွေဖြစ်နေတတ်လို့ပဲပြီးတော့မတော်တဆကိုနှိမ့်ဆရောက်သွားခဲ့ရင်ကြံရတဲ့မိသားစုရုတ်တရက်ဒုက္ခဆင်းရဲမရောက်ကြရအောင်လဲပြင်ဆင်ထားဖို့လိုတယ်ဒီအတွက်ကိုလည်းဖြည်းဖြည်းနဲ့မှန်မှန်စူဆောင်းဖြည့်ဆည်းသွားတတ်တဲ့နည်းနဲ့လုပ်လို့ရပါတယ်နောက်တစ်ခုကကိုယ်ဥစ္စာတိုးပွားအောင်ဆောင်ရွက်တဲ့နေရာမှာကျွမ်းကျင်လိမ္မာတဲ့ပုံကူများနဲ့တိုင်ပင်နှီးနှောမှုပြုဖို့လည်းလိုတယ်ငွေကြေးကိစ္စနေ့စဉ်စီမံဆောင်ရွက်နေကြတဲ့ပုံကိုယ်တွေစီကအကြံဉာဏ်ကောင်းရယူသင့်တယ်နားလေသူတွေစီကအကြံဉာဏ်ကိုယူပြီးအလုပ်လုပ်တဲ့အခါငါတော့ကလိုအုပ်ဖုတ်သမားအစမူးလက်ထဲကိုပစံတွေထဲလိုက်မိတဲ့အမှားမျိုးမင်းတို့မကြုံရတော့ဘူးပေါ့ငွေနေရင်းပြီးငွေရှာတဲ့အခါမှာအမျက်များများရဖို့အတွက်ကို့ငွေကိုစွန့်စားတာထက်အမျက်ရာခိုင်နှုန်းနည်းကျင်နေမယ်ဒါပေမဲ့စိတ်ချရတယ်ဆိုတဲ့အလုံးမျိုးကိုရွေးတာပိုကောင်းတယ်ငွေရှာရင်ငွေစုတယ်ဆိုတာတွေလုံနေတဲ့တစ်ချိန်တည်းမှာဘဝဆိုတာစိတ်ချမ်းသာပျော်ရွှင်စွာနေထိုင်ဖို့ဆိုတာကိုလည်းမမေ့စေချင်ဘူးကိုတိတ်အပန်းတကြီးဖြစ်အောင်မလုပ်နဲ့အလွန်ကျွံချွေတာစုဆောင်းတာမျိုးလည်းမလုပ်နဲ့ငွေရဲ့10ပုံတစ်ပုံလောက်ကိုသာမပင်မပန်းစုဆောင်းနိုင်မယ်ဆိုရင်အဲ့လောက်ကိုပဲစုကျန်တဲ့အပိုင်းတွေမှာကိုယ်ဝင်ငွေနဲ့တင်းတင်းရောက်ပတ်အောင်သုံးစွဲနေထိုင်စစ်စစ်နေနေတွန့်တွန့်တူတူမနေနဲ့သုံးသိတဲ့နေရာမှာသုံးပျော်သိတဲ့နေရာမှာပျော်တတ်မှဘဝဆိုတာပြည့်စုံကြွယ်ဝတယ်တာတော့တာယာရှိတယ်အခက်ကြံပေးစကားများကိုနားထောင်ပြီးတငယ်ချင်းများကျေးဇူးတင်စကားဆိုကာအတူတကွပြန်ကြသည်သို့သောသူတို့တွင်မြေမူရာတွေကတယောက်နဲ့တယောက်မတူကြတချို့ကလမ်းတစ်လျှောက်လုံးနှုတ်ဆက်သွားကြသည်ဒီလူတွေကစိတ်ကူးညံနေသည့်ပုံကိုယ်တွေအခက်ပြောသောစကားတွေနားထောင်ပြီးဘာမှမမြင်မိမကြားမိသဘောမပေါက်မိသည့်ပုံကိုယ်တွေတချို့ကတော့မဲ့ကရွက်ကနဲ့အခက်အကြောင်းမကောင်းပြောသွားကြသည်သူတို့စိတ်ထဲ၌ကုသိုလ်ကံကောင်း၍ချမ်းသာသွားသောအခက်အနေနဲ့သူ့လောက်ကံမကောင်းသည့်တငယ်ချင်းများကိုအနှဲနေများပေးကမ်းဝင်များတင့်သည်ဟုယူဆကြသည်သို့သောတချို့ပုဂ္ဂိုလ်များကတော့အနာဂတ်အတွက်မျှော်လင့်ချက်ဖြင့်ရှင်လန်းတက်ကြ၍လာကြသည်သူတို့ဘဝအတွက်အလင်းရောင်ကိုမြင်ခဲ့ကြပြီးအခက်ရှိရာလှုပ်ဌာနသို့အယ်ဂါမင့်အချိန်ချင်းလာရောက်ခဲ့ခြင်းသည်အမောင်တွင်းမှအလင်းသို့ကြိုးစားလှမ်းထွက်လာသည့်လူငယ်တစ်ယောက်ကိုဖေးမှကူညီခြင်းဖြစ်ကြောင်းသူတို့သဘောပေါက်လိုက်ကြသည်မိဘဝအတွက်အလင်းရောင်ကိုမြင်လိုက်ပြီဆိုလျင်ပင်ထိုသူအတွက်နေရာတစ်ခုအသင့်ရှိသွားပြီဖြစ်သည်ထိုနေရာဟူသည်ကိုမြည်သူမျှအလိုလျောက်မရမိမိလမ်းကြောင်းကိုသိမြင်ကအခွင့်အရေးကြုံလာလျင်အရယူရန်မိမိကိုယ်ကိုအသင့်ပြင်ဆင်ပြီးဖြစ်မှသာသူ့အတွက်နေရာတည်ကြသွားမည်ဖြစ်သည်အခက်တငယ်ချင်းများထဲမှသဘောပေါက်သွားသောပုဂ္ဂိုလ်တချို့သည်နောက်ပိုင်း၌လည်းအခက်ထံမကြာရောက်လာတတ်ကြသည်အခက်ကသူတို့အားအမြဲလှိုက်လဲပြူငါစွာကြိုဆိုသည်သူတို့နှင့်တိုင်ပင်နှီးနှောသည်အတွေ့အကြုံများပြားလာသူတို့ထုံးစံအတိုင်းသူပညာဘုဒ္ဓသူဉာဏ်မျှော်မြင်များကိုရဲရဲရောဖွင့်ဟဖြန့်ချီသည်တကယ်ချင်းတို့၏စုဆောင်းငွေများကိုအကျိုးအမြတ်ရှိပြီးစိတ်လဲချရသည့်လုပ်ငန်းကိုင်ငန်းများတွင်ရင်းနှီးမြှုပ်နှံပြည့်အောင်ကူညီဆောင်ရွက်ပေးသည်အခက်နှင့်ပေါင်းသင်းရသဖြင့်သူတို့အကျိုးကျေးဇူးများစွာခံစားခဲ့ကြရသည်စင်စစ်၎င်းတကယ်ချင်းများ၏ဘဝမှာအခက်နေသို့ပထမဆုံးအကြိမ်တွားကြောင်မေးမြန်းသောနေ့ကစတင်ကြားသိရသည့်အရေးကြီးသောစကားတစ်ခုကြောင့်ပင်ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်၎င်းတို့အားအကောင်းဘက်သို့ပြောင်းလဲသွားစေခဲ့သည့်ထိုစကားကအယ်ဂါမစ်ထံမှအခက်သို့အခက်မှတဖန်၎င်းတို့ထံသို့လက်ဆင့်ကမ်းခဲ့သည့်ငါရသည့်ဝင်ငွေ၏တစ်စိတ်တစ်ပိုင်းသည်ငါအတွက်ကိုယ်ပိုင်ဥစ္စာဖြစ်စေရမည်ဟုသောစကားပင်တည်းအခန်း3ပိန်ကျုံသောတပြားအိတ်ပြည့်တင်းလာစေမည့်နီလန်း9သွဲ
ဘေဘီလုံ၏ခန္ဓာကြီးကျယ်ပုံဂုံသတင်းသည်ယနေ့ခေတ်သို့အတိုင်းပြန့်နှံ့ကြော်ကြားခဲ့၏မြို့တကာမြို့တို့တွင်အချမ်းသာကြွယ်ဝဆုံးမြို့အဖြစ်ခေတ်ဆက်ဆက်ပြောစမှတ်ပြုခဲ့ရသည်ဘေဘီလုံ၏ကြွယ်ဝလာသောဒနာဥစ္စာတို့သည်အန်ချီမကုန်အောင်ရှိခဲ့သည်သို့သောအမှန်စင်စစ်ဘေဘီလုံသည်အစင်မပြတ်ကြွယ်ဝချမ်းသာနေခဲ့သည်ကမဟုတ်ပေဘေဘီလုံ၏ကြွယ်ဝမှုသည်သူ့မြို့သားနိုင်ငံသားတို့ဒနာဥစ္စာကြွယ်ဝခြင်းကြောင့်သာဖြစ်သည်ချမ်းသာကြွယ်ဝမလာမီကမူဒီပုဂ္ဂိုလ်များသည်လည်းဒနာဥစ္စာရှာဖွေနည်းပညာများလေ့လာသင်ကြားခဲ့ကြရပေသည်တရံရောအခါကဘေဘီလုံတွင်စာကွန်ဘရင်စိုးစံသည်စာကွန်သည်ပြည်သူအများကိုရင်ဝယ်သားကဲ့သို့ချစ်ခင်သည့်တရားတော်မင်းဖြစ်သည်စာကွန်သည်ရန်သူတော်အီလန်မိုက်တို့အားတိုက်ခိုက်နှိမ်နင်းပြီးနေပြည်တော်သို့ပြန်လည်ရောက်ရှိသည့်အခါအရေးကြီးသောအခြေအနေတစ်ရပ်နှင့်ကြုံတွေ့ရသည်ရွှေတိုက်စိုးဝန်ကြီးကသူအားဤသို့ရှင်းလင်းတင်ပြသည်အရှင်မင်းကြီးလက်ထက်စောစောဝိုင်းကာလမှာဆယ်မြောင်းကန်ချောင်းတွေဖောက်ဖျားเจ้าကန်ဗိမာန်တော်တွေစောက်တာကြောင့်တိုင်းသူပြည်သားသူစင်းရဲများအလုတ်ကန်ရကြပြီးစောင်းနေပြည်လေခဲ့ကြပါတယ်ဒါပေမဲ့အခုအခါဒီလုပ်ငန်းကြီးတွေပြည့်စည်သွားပြီဖြစ်တဲ့အတွက်တာမန်လုပ်သားတွေအလုပ်လက်မဲ့ဖြစ်ကုန်ကြပါတယ်သူတို့မှာဝင်ငွေမရှိတဲ့အခါကုန်သည်ဈေးသည်တွေအယောင်းဝယ်ကျဆင်းပါတယ်လယ်သမားရာသမားတွေရဲ့ထုတ်ကုန်ပစ္စည်းတွေလည်းရောင်းမထွက်တော့ပါဘူးပြည်သူလူထုအများစုဟာစားရေးရိက္ခာဝယ်ဖို့တောင်မတက်နိုင်လောက်အောင်ဆင်းရဲမွဲတေနေကြပါတယ်တိုင်းပြည်တဝန်းလုံးဖွံ့ဖြိုးတိုးတက်စေဖို့ရွှေတိုက်တော်ကထုတ်ယူသုံးစွဲခဲ့တဲ့ဘဏ္ဍာတော်ငွေတွေကဘသူလက်ထဲရောက်ကုန်ကြလို့လဲဖေမင်းမြတ်ကမေးသည်မြို့တော်မှာရှိတဲ့ချမ်းသာသူလူတစုရဲ့လက်ထဲရောက်သွားပါတယ်ဖေဟာနှုတ်စစ်ပိတ်ပါတဲ့ကနှုတ်ရည်တွေစီးယူကျသွားတယ်လို့တိုင်းသူပြည်သားလူများရဲ့လက်ထဲကိုရောက်ခဲ့တဲ့ရွှေစငွေစတွေဟာသူတို့လက်ကြားတွေထဲကထွက်ကြပြီးတကြွယ်တစုစီမှာသွားစုဝေးကြပါတယ်အခုတော့ရွှေတိုက်တော်ကရွှေစငွေစစီးထွက်မှုရပ်တန့်သွားတာကြောင့်အများပြည်သူတွေမှာတခဏကင်ထားဖို့တောင်ဘာရွှေတူငွေစားမှမရှိကြတော့ပါဘူးရွှေတိုက်ဆိုးရီရှောက်တင်စကားကိုနားထောင်ကဘင်းမင်းကြီးအတန်ကြာငေးငိုင်တွေ့ဝေသွားသည်ဒီနောက်သူမေးသည်ဘာကြောင့်ဒီလူတစုကဒနာဥစ္စာအားလုံးသိမ်းကျုံယူသွားရနိုင်တာလဲသူတို့ကနီလန်တိကြလို့ပါရှင်မင်းကြီးရွှေတိုက်ဆိုးကြီးကဖြေသည်သူတို့ဘာသာနီလန်တိကြလောက်တက်ကိုင်းတက်ကြလို့အောင်မြင်တာကိုအပြစ်တင်လို့တော့မဖြစ်ဘူးပေါ့သူ့ဘာသာတရားသဖြင့်ရှာဖွေရရှိထားတာဖြစ်လေတော့သူစီကဥစ္စာကိုသိမ်းယူပြီးမရှာတတ်မဖွေတတ်လို့မရကြတဲ့တခြားပုဂ္ဂိုလ်များစီခွဲဝေပေးဖို့ဆိုတာလေမလုံးတဲ့ကိစ္စဖြစ်နေတယ်ဒီလိုဆိုရင်စီးပွားဥစ္စာမရှာတတ်တဲ့လူတွေကိုရှာတတ်ဖွေတတ်လာအောင်သင်ကြားပေးဖို့ကောမဖြစ်နိုင်ဘူးလားနီလန်းသိသားပြီဆိုတဲ့အခါသူတို့ဘာသာချမ်းသာကြွယ်ဝအောင်ရှာကြလိမ့်မယ်ပေါ့ရှင်ဘီငါဆိုသည်ဒါတော့အများကြီးဖြစ်နိုင်ပါတယ်ရှင်မင်းကြီးဒါပေမဲ့သူတို့ကိုဘယ်သူကသင်ပေးမှာတော့အသိပညာတွေသင်ကြားပို့ချနေကြတဲ့ဆရာဖုန်းတော်ကြီးတွေလည်းငွေရှာတက်ကိုတော့မတက်ကြဘူးဒါဖြင့်ဒီမြို့မှာငွေရှာတဲ့လုပ်ကိုအကျွမ်းကျင်ဆုံးပုဂ္ဂိုလ်ဟာဘယ်သူလဲအဲ့ဒီလူကိုရှာပေါ့ရွှေတိုက်ဆိုးကြီးရဲ့မှန်ပါငွေရှာကျွမ်းကျင်ဆုံးပုဂ္ဂိုလ်ကတော့အချမ်းသာဆုံးပုဂ္ဂိုလ်တွေကဖြစ်ရမှာပဲရှင်မင်းကြီးအေးလေဒါဆိုရှင်းနေပြီပဲအာခတ်ပဲပေါ့ဘေဘီလုံမှာချမ်းသာဆုံးပုဂ္ဂိုလ်ဟာအာခတ်မဟုတ်လားမနှက်ဖြန်အာခတ်ကိုနန်းတော်ခေါ်လိုက်ပါနောက်နေ့၌ဘင်းရဲ့မိန်တော်မြတ်တိုင်းရွှေနန်းတော်သို့အာခတ်ရောက်လာသည်အာခတ်ကအသက်80ရှိပြီသို့သောအရွယ်နှင့်မလိုက်အောင်ကျမ်းမာရွှင်လန်းစေဖြစ်သည်ခါးပင်နည်းနည်းလေးမျှမကိုင်းသည်အခက်မင်းဟာဘေဘီလုံမှာချမ်းသာသောပုဂ္ဂိုလ်ဆိုတာအမှန်ပဲလားရှင်မင်းကမေးသည်ဒီလိုပဲပြောကြဆိုကြပါလေရှင်မင်းကြီးမင်းဘယ်လိုနည်းနဲ့ချမ်းသာခဲ့တာလဲမှန်ပါဘေဘီလုံမြို့တော်မှာလူတိုင်းရယူနိုင်တဲ့ခွင့်ရေးတွေကိုယူပြီးတော့ပဲချမ်းသာခဲ့တာပါငကိုမူလကမင်းမှာဘာမှမရှိဘူးပေါ့အလွန်ပြင်းပြတဲ့ချမ်းသာခြင်းစိတ်တစ်ခုပဲရှိခဲ့ပါတယ်
ဒီပြင်တော့ဘာမှမရှိပါဘူးအခက်တို့နေပြည်တော်ကြီးဟာဒီကနေ့မတမယာဖြစ်နေတယ်ဖြစ်ရတဲ့အကြောင်းရင်းကတော့အများပြည်သူတွေအကြံမရှိဉာဏ်မရှိလို့ဆင်းရဲမွဲတေနေတယ်ဓနဥစ္စာရှာတတ်သူလူတစုကပဲရှိသမျှဓနငွေကြေးတွေကိုလော်ဝကြီးကိုသိမ်းကျုံပြီးချမ်းသာနေကြတယ်ငါကိုယ်တော်မြတ်ရဲ့ဆန္ဒကဘေဘီလုံဟာဒီကမ္ဘာမှာအချမ်းသာအကျယ်ဝဆုံးမြို့တော်ကြီးဖြစ်စေခြင်းတယ်အဲ့လိုဖြစ်ဖို့အတွက်မြို့မှာချမ်းသာကြွယ်ဝတဲ့ပုံကိုယ်တွေအခုထက်မကအများကြီးရှိရမယ်ဒီလိုရှိလာအောင်မြို့ကပုံကိုယ်တွေကိုငွေရှာနည်းအတတ်ပညာတွေတို့သင်ကြားပေးရလိမ့်မယ်ဒီမှာအခက်ကြွယ်ဝချမ်းသာအောင်လုပ်နိုင်တဲ့နည်းလမ်းတွေဆိုတာတကယ်ရှိသလားအဲ့ဒါတွေဟာသင်ကြားပေးလို့ကောရနိုင်သလားနီလန်းတွေကတကယ်ရှိပါတယ်ရှင်မင်းကြီးပြီးတော့လူတစ်ယောက်တတ်ထားတဲ့ပညာဆိုတာလည်းအခြားသူတွေကိုသင်ကြားပေးလို့ရစမြဲပါရှင်မင်းမျက်နှာကတောက်ပကြည်လင်သွားသည်အခက်ငါကြားကျင်တဲ့စကားကိုမင်းပြောလိုက်တာပဲတိုင်းပြည်ရဲ့အရေးကိစ္စမှာမင်းပါဝင်ထမ်းရွက်မယ်ပေါ့ကောင်းတယ်ပထမဦးဆုံးကျောင်းဆရာတစုကိုခေါ်လိုက်မယ်မင်းရဲ့အတတ်ပညာတွေကိုသူတို့ကိုအရင်သင်ပေးပါသူတို့ကမှတစ်ဆင့်နောက်ထပ်သင်တန်းတွေစင်ကဲပေးသွားကြလိမ့်မယ်ငါနိုင်ငံတော်ထဲမှာအသိဉာဏ်ပညာရှိသူစိတ်အားထက်သန်သူမှန်သမျှဒီပညာသင်ခွင့်ရကြဖို့ငါလိုလားတယ်အခက်ကရှင်ဘုရားအရေးသေးပြုခါစားရင်ဆက်လက်လျှောက်တင်သည်အရှင်မင်းကြီးရဲ့မိန့်တော်မြတ်တိုင်းထမ်းရွက်ပေးဖို့အသင့်ပါဖေဟာကျွန်တော်မျိုးမှရှိတဲ့ဓနဥစ္စာရှာဖွေနည်းတက်ပညာတွေကိုကိုယ်နိုင်ငံသားညီနောင်သားချင်းများရဲ့ဘဝစစ်မြင်မာရေးနဲ့အရှင်မင်းမြတ်ဖုံးချက်တည်တိုးတက်ရေးအတွက်ဝမ်းမြောက်ဝမ်းသာဖြန့်ချီဝေငှပါမယ်ရွှေတိုင်စိုးကြီးကသာကျွန်တော်မျိုးအတွက်တင်နန်းသား100နဲ့ခမ်းမတစ်ခုစီစဉ်ပေးဖို့မိန့်ကြားပေးတော်မူပါတရားရောခါကဘေဘီလုံမှာအပိန်ကြုံဆုံးဖြစ်တဲ့ကျွန်တော်မျိုးရဲ့ဝေးတပြားအိတ်ဖောင်းတင်းဖြေကားလာအောင်လှုပ်ဆောင်ခဲ့တဲ့နီလန်း9သွဲကိုတင် जा ပြသပေးပါမယ်နောက်ရက်သက်တစ်ပတ်နှစ်ပတ်ခန့်ကြာသည့်အခါဘေမင်းမြတ်၏အမိန့်တော်တိုင်းဆရာအခက်တင် जा ပို့ချမည်ဓနတင်နန်းကိုအထူးရွေးချယ်ထားသောတင်နန်းသား100ဖြင့်စတင်ဖွင့်လှစ်လေသည်နေရာကဘေဘီလုံပညာဗိမာန်အဆောက်အုံရှိခမ်းမကြီးတစ်ခုထဲတွင်ဖြစ်သည်စဝိုင်းချမ်းပုံခုံနှန်းများမှာနေရာယူထားကြသည့်ဓနတင်နန်းသားများရှေ့တွင်အခက်ထိုင်လျက်ရှိပြီးသူအနီးခုံမြင့်တစ်လုံးပေါ်တွင်အမွှေးနတ်သားများပူဇော်ထွန်းညှိထားသည့်မိကွက်ကလေးတစ်ခုမှာမိခိုးငွေများလွင့်ပြန်လျက်ရှိသည်အဲ့ဒါဘေဘီလုံမှာချမ်းသာဆုံးဆိုတဲ့ပုံကိုပဲကွာတင်နန်းသားတစ်ယောက်ကအနီးရှိအဖော်အားတီးတိုးပြောနေသည်ရုပ်ရည်ကတော့ဒိုးတတွေနဲ့ဘာမှမချားနာပါဘူးထိုစဉ်ပင်အခက်သူ့နေရာမှာထလာပြီးစကားဆတင်သည်ဘေးမင်းမြတ်၏တစ္ဆာရှိကျေးကျွန်ပီတစွာကျွန်တော်ဒီနေရာကိုလာပြီးတာဝန်ထမ်းဆောင်ခြင်းဖြစ်ပါတယ်ကျွန်တော်ငယ်စဉ်ကဆင်းရဲပါတယ်သို့တော့ချမ်းသာခြင်းနဲ့ဆန္ဒတော့အင်မတန်ပြင်းပြခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ချမ်းသာကြွယ်ဝအောင်လှုပ်ဆောင်နိုင်မဲ့နီလန်းကောင်းတွေအသိပညာတွေကျွန်တော်ရရှိပြီးတကယ်လဲချမ်းသာအောင်ကြိုးစားလုပ်ကင်နိုင်ခဲ့ပါတယ်အခုဘေးမင်းမြတ်ကကျွန်တော်ရဲ့အဲ့ဒီအသိပညာတွေနီးနာတွေကိုခမားတို့စီဖြန့်ချီပေးပါလို့အမိန့်တော်ရှိထားပါတယ်ဒီနေရာမှာဥစွာပထမပြောချင်တာကကျွန်တော်စီးပွားဥစ္စာတွေကိုအယိုးသားဆုံးအကျိုးတော်ဆုံးနီလန်းမျိုးနဲ့ရှာဖွေခဲ့ခြင်းဖြစ်ပါတယ်ဆိုတဲ့အချက်ပါခမားတို့ပါဝင်ဘဲဘေဘီလိုမျိုးသားထက်မှကျွန်တော်အခွင့်အရေးတစုံတရာပိုမရခဲ့ပါဘူးကျွန်တော်ရဲ့ဓနဥစ္စာတွေကိုတိုးလောင်ခဲ့တဲ့ပထမဆုံးဘန္နာတိုက်ကပတ်စံအိတ်ဟောင်းတစ်ခုပါအဲ့ဒီပတ်စံအိတ်ဟာအမြဲဟောင်းလောင်းဖြစ်နေတော့ဒီအိတ်ကိုကျွန်တော်စိတ်ညစ်ပါတယ်ဒီအိတ်ကြီးဘယ်တော့ဖောင်းလာမလဲဒီအိတ်ထဲကရွှေတန်တစ်ချင်းဘယ်တော့ကြားရမလဲကျွန်တော်မြဲတန်းတာတယ်တန်းတာရုံနဲ့တင်မနေပါဘူးပိန်နေတဲ့တပြားအိတ်တိတ်ဖောင်းတင်းလာစေမဲ့ဘလို့နီလန်းတွေရှိသလဲကျွန်တော်မြဲလိုက်ရှာတယ်အဲ့ဒီလိုရှာရင်းနဲ့နောက်ဆုံးမှာကျွန်တော်စုစုပေါင်းနီလန်း9သွဲသွားတွေ့ပါတယ်အခုကျွန်တော်ရှေ့မှာစုဝေးရောက်ရှိနေတဲ့ခင်ဗျားတို့ကိုဒီနီလန်းတွေကျွန်တော်တင်ပြပါမယ်ဓနဥစ္စာရှာဖွေလိုတဲ့ဘယ်ပုဂ္ဂိုလ်မဆိုအသုံးပြုနိုင်တဲ့နီလန်းတွေပါနီလန်း9သွဲကိုဒီနေ့နီလန်း1သွဲစီကျွန်တော်9ရက်တိတိဇက်တိုက်ရှင်းပြသွားပါမယ်
ယူတဆိုင်နားထောင်ပေးကြပါပြီးတော့ကျွန်တော်ကိုညှင်းခုန်ဝေဖန်ပါခင်ဗျားတို့ချင်းချင်းနဲ့ဆွေးနွေးကြပါဒီသင်ခန်းစာတွေနီလန်းတွေကိုကြည်ညံ့ညံ့နားလည်သွားပြီဆိုရင်ခင်ဗျားတို့တပြားအိတ်ထဲမှာဒနာမျိုးစေ့ချမိပြီပဲဒီသင်ခန်းစာတွေရပြီးတဲ့နောက်ခင်ဗျားတို့ကိုယ်တိုင်ဒီကနီးနာတွေကိုကျွမ်းကျင်လိမ္မာစွာအသုံးချပြီးဒနာဥစ္စာတွေတဖြည်းဖြည်းစုဝေးမိအောင်လှုပ်ဆောင်ကြပါကိုယ်တိုင်ကျင့်သုံးအောင်မြင်ပြီဆိုမှခင်ဗျားတို့ဟာသူတစ်ပါးကိုချမ်းသာကြွယ်ဝရေးနီလန်းတွေဖြန့်ဖြူးပေးဝေဖို့အသင့်ဖြစ်လိမ့်မယ်အဲ့တော့ပထမဆုံးကျွန်တော်ခင်ဗျားတို့အိတ်တွေပေါင်းလာစေမယ့်နီလန်းတွေကိုအယိုးရှင်းဆုံးအရှင်းလင်းဆုံးပြောပြပါမယ်ဒါကတကယ်ကြီးကျယ်တဲ့ဒနာဗိမာန်ကြီးတိဆောက်ဖို့အတွက်အခြေခံအုတ်မြစ်ပါအခြေခံအုတ်မြစ်ခိုင်မာမှအပေါ်ကိုဆက်တက်လို့ရပါလိမ့်မယ်အဲ့ဒီအခြေခံအုတ်မြစ်အတွက်ပထမဆုံးအုတ်ချက်သို့မဟုတ်ပိန်ကျုံသောပတ်စံအိတ်ပေါင်းတင်းလာစေအတွက်ပထမဆုံးနီလန်းကအတပြားအိတ်ပြည့်တင်းလာစေမည့်အခြေခံပထမနီလန်းအခက်ကထိုင်ကုန်တတိယတန်းတနေရာမှာထိုင်နေသည့်လေးနက်ပုံရသောပုဂ္ဂိုလ်တစ်ယောက်ကိုအရင်ဆုံးလှမ်းမေးသည်တကယ်ချင်းခမရဘာလုပ်တယ်လဲကျွန်တော်စာကူးစာရေးပါရှင်စည်းပြားတွေမှာစာထွင်းတဲ့လုပ်ကိုလုပ်ပါတယ်ဟာအဲ့ဒါကျွန်တော်ပထမဆုံးလုပ်ခဲ့ဘူးတဲ့လုပ်ပဲဒါဆိုခမရမှာချမ်းသာဖို့ခွင့်လန်းဟာကျွန်တော်နဲ့အတူတူလောက်ပဲရှိတယ်နောက်ဖက်ပိုင်းတနေရာရှိမျက်နှာနီနီနဲ့လူတစ်ယောက်ကိုအခက်မေးမြန်းသည်ခမရကိုတောင်းအနေအတွက်ဘာလုပ်တယ်လဲဗျကျွန်တော်သားသက်လုပ်ငန်းလုပ်ပါတယ်စိတ်မွေးတဲ့သူတွေစီကစိတ်တွေဝယ်ပြီးအသားကိုအိမ်ရှင်မတွေစီရောင်းတယ်သေကိုတော့ဖနက်ချုပ်သမားတွေစီသွားသွင်းရပါတယ်ခမရလုပ်ကလည်းဝင်ရတဲ့လုပ်ဆိုတော့ကျွန်တော်နေတူချမ်းသာကြွယ်ဝနိုင်တဲ့အခွင့်အရေးရှိပါတယ်ထိုနည်း၎င်းပင်အခက်အခြားသောသူများကိုလည်းတယောက်ပြီးတယောက်ဆက်၍မေးသွားသည်မေးမြန်းပြီးသည့်အခါ၌သူကစကားစတင်သည်ကဲတပည့်တို့လောကကြီးမှာလူတွေဝင်ငွေရရှိနိုင်တဲ့နည်းလမ်းတွေဘလောက်ပေါများတယ်ဆိုတာအခုခမည်းတော်မြင်ခဲ့ရပြီအဲ့ဒီနည်းလမ်းသို့မဟုတ်လုပ်ငန်းမှန်သမျှဟာလူတွေစီကိုတန်းရည်စီးသလိုစီးဆင်းလာနေတဲ့ရွှေတင်းကားတန်းငွေတင်းကားတန်းတွေပဲအလုပ်လုပ်တဲ့လူတိုင်းဟာဒီစီးကြောင်းတွေကအတပြားကိုကိုယ့်အိတ်ထဲညောင်းသွယ်လို့ရသလောက်ဆွဲယူနေကြတဲ့သဘောပဲတနည်းပြောရရင်အလုပ်လုပ်တဲ့လူတိုင်းရဲ့ပတ်စံအိတ်ထဲကိုအတပြားစီးကြောင်းတစ်ခုမပြတ်စည်းဝင်နေတယ်လို့ကျွန်တော်တို့မြင်နိုင်တယ်ဟုတ်တယ်မလားသေနတ်သမားအလုံးကခုတ်ကြောက်ဖြေကြသည်ဟောမီလူတိုင်းမှာတပြားစီးကြောင်းတစ်ခုတည်းရှိရဆိုရင်ချမ်းသာခြင်းတဲ့လူတစ်ယောက်ဟာသူ့မှာရှိပြီးသားခိုင်မာပြီးသားဖြစ်တဲ့အဲ့ဒီဝင်ငွေစီးကြောင်းကိုပဲအခြေခံပြီးမကြံစီမကြိုးစားသင့်ဘူးလားဒီချက်ကိုလည်းသေနတ်သားများသဘောတူကြသည်ဒီနောက်အခက်ကကျုပ်ကုံသေးဟုဆိုသောပုဂ္ဂိုလ်ဟာမေးသည်ခမည်းကျုပ်တောင်တစ်လုံးတည်းကိုနှိမ့်စီမပြတ်မနက်ပိုင်းမှာကျဲဥ10လုံးထည့်မယ်ညနေပိုင်းမှာ9လုံးပြန်ထုတ်ယူမယ်ဆိုပါတော့ကြာရင်ဘာဖြစ်လာမလဲတောင်းတဲ့ကျုပ်တွေပြေးလာမှာပေါ့ဘာကြောင့်လဲနေ့တိုင်းဒီတောင်းတဲ့ကျုပ်တစ်လုံးစီဖြည့်ပေးနေသလိုဖြစ်နေတာကိုဒီအခါအခက်ကအတန်းသားများအလုံးကိုပြုံး၍ကြည်ပြီးပြောသည်ခမည်းတော်ထဲမှာပတ်စံပိန်နေတဲ့သူရှိသလားပထမသူတို့ပြုံးသည်ထို့နောက်ကြီးကြသည်အဲ့ဒီနောက်မှာပြားချက်နေသောသူတို့ပတ်စံတွေကိုဝေယမ်းပြကြသည်ဟုတ်ပြီအခုကျွန်တော်ခမည်းတော်ကိုအဲ့ဒီပိန်နေတဲ့ပတ်စံတွေပြေဝလှပလာစေမဲ့သိန်းဒီတစ်ခုပေးမယ်အဲ့ဒါကဘာလဲဆိုတော့စောကကျုပ်ကုံတွေကိုကျွန်တော်ပြောခဲ့တဲ့အတိုင်းလုပ်ဖို့ပဲခမည်းတော်ပတ်စံတွေကိုပတ်စံ10ပြားဝင်9ပြားကိုထုတ်သုံးပါတပြားခြံထားပါအဲ့ဒီနည်းစနစ်ကိုစတင်ကျင့်သုံးတာနဲ့တပြိုင်နက်ခင်ဗျားတို့ပတ်စံတွေပေါင်းစားပြုလာပါလိမ့်မယ်အိတ်ထဲမှာရွှေစားငွေစားတွေလေးလံလာတာနဲ့မျှခင်ဗျားတို့စိတ်ချမ်းသာမှုရလာလိမ့်မယ်ကိုကျင့်တဲ့အားရမှုရှိလာကြလိမ့်မယ်ကျွန်တော်ပြောတဲ့နီးလန်းကလွယ်ကူလွန်းအားကြီးတဲ့အတွက်ခင်ဗျားတို့အထင်မသေးကြပါနဲ့ဖလောင်ကြမီကြပါနဲ့အမှန်တရားဆိုတာတွေကအမြဲအဲ့ဒါလိုပဲရိုးစင်းတယ်ရှင်းလင်းလွယ်ကူတယ်ခင်ဗျားတို့ကိုကျွန်တော်ဘယ်ပုံဘယ်နည်းချမ်းသာခဲ့တယ်ဆိုတဲ့အကြောင်းပြောပြမယ်လို့ကတိပေးခဲ့တယ်ချမ်းသာဖို့အတွက်ကျွန်တော်ပထမဆုံးစတင်ခဲ့တဲ့နီးလန်းကဒီနီးလန်းပဲငကိုယ်တော့ကကျွန်တော်ပတ်စံရေးလဲပိန်ကက်ပြားချက်နေခဲ့တာပေါ့
ကျွန်တော်အလိုဆန္ဒတွေဘာတစ်ခုမှဖြည့်ဆည်းမပေးနိုင်နဲ့အဲ့ဒီအိတ်ကြီးကိုကျွန်တော်အမြဲကြိတ်ဆဲနေကြတာဒါပေမဲ့အဲ့ဒီအိတ်ထဲကိုပတ်စံ10ပြားထည့်ပြီးရင်9ပြားပဲထုတ်သုံးဆွဲတဲ့နီးစနစ်ကိုလက်တွေကျင့်သုံးတက်လာပြီးတဲ့နောက်မှာကျွန်တော်အိတ်တဖြည်းဖြည်းဖောင်းလာခဲ့တယ်ခင်ဗျားတို့လည်းအဲ့ဒီအတိုင်းကျင့်သုံးမယ်ဆိုရင်ကျွန်တော်နီးတူဖြစ်မှာပဲဒီနေရာမှာထူးဆန်းတဲ့အချက်တစ်ခုကျွန်တော်ပြောရအောင်မယ်။ဘာကြောင့်ဒီလိုဖြစ်တယ်လဲဆိုတာတော့ကျွန်တော်လည်းမသိဘူး။အဲ့ဒါကဘာလဲဆိုတော့အိတ်ထဲဝင်လာတဲ့10ပြားတွေက9ပြားကိုသာထုတ်သုံးမိမယ်။ကျွန်တော်ရင်ကားထက်အသုံးစားကျက်မသွားတဲ့အကြောင်းပါ။ငကိုမူလအနေထိုင်ထက်ရော့ပါမသွားဘူး။နောက်တစ်ချက်ကဒီနည်းစနစ်ကျင့်သုံးပြီးများမကြာမီမှာပဲအိတ်ထဲကိုငွေကြေးတွေအရင်ကထက်အလွယ်တကူဝင်လာတယ်။ဒါကတော့ဘုရားသခင်ရဲ့အလိုတော်ပဲလို့ကျွန်တော်ဆိုချင်တယ်။ရသမျှငွေကိုကိုအောင်မသုံးဘူး။တစ်စိတ်တစ်ပိုင်းချန်ထားတတ်တဲ့စုဆောင်းတတ်တဲ့ဆိုတဲ့လူစီကိုငွေဟာရှော့ရှော့ရှူရှူဝင်လာလေးရှိတယ်။ဝင်သမျှငွေကိုအကုန်သုံးတဲ့ပိန်ကျုံသောအိတ်နဲ့သူမျိုးကိုတော့ယတနာရွှေငွေတွေဟာရှောင်ဖယ်သွားလေးရှိတယ်။ဒါကျွန်တော်ကိုယ်တွေ့ပဲ။အဲ့တော့ခင်ဗျားတို့ဘယ်ရာကိုလိုချင်တောင်းတကြမလဲ။စားကောင်းတောက်ဖွယ်တွေဝတ်ကောင်းစားလာတွေအဆောင်အယောင်စင်တသာတွေတည်ငါတခဏသုံးပြီးပျောက်ပြက်ကုံဆုံးသွားမယ်ဟာတွေလားဒါမှမဟုတ်စိန်ရွှေရတနာမြေယာသိုးစိတ်ကျွဲနွားနဲ့တခြားဝင်ငွေတိုးပွားမဲ့လုပ်ငန်းရင်းနှီးမြှုပ်နှံမှုတွေလားအိတ်ထဲကထုတ်သုံးလိုက်တဲ့ငွေတွေကပထမအမျိုးအစားအလိုဆန္ဒတွေအတွက်ဖြစ်လိမ့်မယ်အိတ်ထဲမှာကြံရတဲ့ဟာတွေကတော့ဒုတိယအမျိုးအစားပစ္စည်းတွေပိုင်ဆိုင်ရရှိစေလိမ့်မယ်ကျွန်တော်ပေးချင်တဲ့ပထမသင်ခန်းစာကဒါပါပဲပိန်ကျုံနေတဲ့ကျွန်တော်အတပြားကြီးကိုပြည့်တင်းလာအောင်အားဖြည့်ပေးခဲ့တဲ့ပထမဆုံးသေးညွန့်ကအိတ်ထဲထည့်လိုက်တဲ့ပတ်စံ10ပြားမှာ9ပြားကိုပဲသုံးတယ်ဆိုတဲ့လေ့ကျင့်ခန်းပဲအဲ့ဒီအချက်ကိုခင်ဗျားတို့ချင်းချင်းကြားမှာညှင်းခုန်ဆွေးနွေးကြပါဒီချက်မမှန်ဘူးလို့ယူဆလို့ရှိရင်နှက်ဖြန်ကြတော့ကျွန်တော်ကိုပြောပေါ့ကျွန်တော်တို့ထပ်ပြီးဆွေးနွေးကြတာပေါ့ဒီနေ့ဖို့တော့ဒီလောက်ပါပဲဒုတိယနီလန်သို့မဟုတ်ငွေကြေးသုံးစွဲမှုနှင့်ဆက်လျင်းသည့်အရေးကြီးသောနီးနာတစ်ရက်ခင်ဗျားတို့ထဲကတချို့ပုံကိုယ်တွေကျွန်တော်ကိုမေးပါတယ်။ကိုရတဲ့ဝင်ငွေအားလုံး3000တောင်လိုအပ်ချက်တွေမပြည့်စုံနိုင်သေးတဲ့လူတစ်ယောက်အနေနဲ့ဝင်ငွေရဲ့10ပုံတစ်ပုံကိုဘယ်လိုစုဆောင်းနိုင်မှာလဲတဲ့။ဒုတိယနေ့တင်တန်းအစမှာအခက်ကရင်းသူစကားစပြောလိုက်သည်။ကဲမနေ့တုန်းကခင်ဗျားတို့ထဲမှာပတ်စံအိတ်ပိန်တဲ့လူဘယ်နှယောက်ပါတယ်လဲ။အားလုံးပါပဲ။တင်တန်းသားများဖြေကြသည်။ဟုတ်ပြီ။အားလုံးပတ်စံအိတ်ပိန်ကြတယ်။ဒါပေမဲ့ရတဲ့ဝင်ငွေချင်းကတော့မတူကြဘူးမဟုတ်လားတချို့ကတခြားလူတွေထက်အများကြီးပိုရတယ်ဝင်ငွေချင်းတူအောင်တော့တချို့မှာမိသားစုပိုကြီးတယ်ဒါပေမဲ့အဲ့ဒီလိုဝင်ငွေတွေမိသားစုအခြေအနေတွေမတူတဲ့ကြားကအိတ်ထဲမှာပတ်စံမကြံတာချင်းကြတော့တူနေကြတယ်အဲ့ဒါဘာကြောင့်လဲဒီနေရာမှာငွေကြေးသုံးစွဲမှုနဲ့ပတ်သက်တဲ့သတိပြုစရာအချက်တစ်ခုကိုကျွန်တော်ပြောချင်တယ်ဒါကဘာလဲဆိုတော့ကျွန်တော်တို့ကိုထိန်းချုပ်မှုမပြုဘူးဆိုရင်ကျွန်တော်တို့ရဲ့မသုံးမဖြစ်ကိစ္စဆိုတာတွေအတွက်ကုန်ကျငွေဟာတိုးတက်လာတဲ့ကျွန်တော်တို့ဝင်ငွေတွေနဲ့အမိလိုက်ပြီးတက်နေလိမ့်မယ်ဆိုတဲ့အချက်ပဲလိုအပ်ချက်နဲ့အလိုဆန္ဒကိုမရောထွေးကြစေချင်ဘူးဘယ်သူမဆိုဘယ်မိသားစုမဆိုလိုအင်ဆန္ဒတွေကကိုယ်ဝင်ငွေရဖြည့်စွမ်းနိုင်တာထက်ပိုနေတာကြီးပဲဒါကြောင့်မို့ကိုရှိတဲ့ငွေကိုကောင်းသုံးတဲ့အတိုင်းမပြေဝနိုင်သေးတဲ့အလိုဆန္ဒတွေကရှိမြဲရှိနေတာလူတိုင်းဟာကိုဖြည့်ဆည်းနိုင်စွမ်းရှိတာထက်ပိုပြီးကြီးမားလေးလံတဲ့အလိုဆန္ဒဝင်ထုတ်ဝင်ပုတ်တွေကိုထမ်းပိုးထားရတယ်ဥပမာကျွန်တော်ဆိုပါတော့ဥစ္စာဒနာကြွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်ခမားတွေမြင်ကြတယ်ဒါပေမဲ့အဲ့ဒီလိုကြွယ်ဝတဲ့အတွက်ကျွန်တော်မှာလိုရင်းဆန္ဒမှန်သမျှပြေဝနေပြီလို့ယူဆရင်ခမားတို့မှားမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မှာစဆရအကန့်အသတ်တွေရှိနေကြတာကိုကျွန်တော်မှာအချိန်ကအကန့်အသတ်နဲ့ပဲရှိတယ်။ခွန်အားလည်းအကန့်အသတ်နဲ့ပဲရှိတယ်။ခရီးသွားမယ်ဆိုရင်လည်းသွားနိုင်တဲ့ကွာဝေးအကန့်အသတ်ရှိတယ်။စားတာမှလည်းအကန့်အသတ်ရှိတယ်။တစ်စုံတရာပျော်ရွှင်ခံစားမယ်ဆိုရင်လည်းဘလောက်အတိုင်းအတာအထိထက်ထက်သန်သန်ခံစားနိုင်မလဲဆိုတဲ့အကန့်အသတ်ရှိတယ်။လေသမားရဲ့စိုက်ခင်းပြင်မှာကွက်လက်ကြံတဲ့နေရာမှန်သမျှမြင့်တွယ်လို့ရတဲ့နေရာမှန်သမျှပေါင်းပင်တွေပေါက်ကြသလိုလူတွေမှာလည်းဖြစ်နိုင်ခွင့်အလားအလာနည်းနည်းပါးပါးရှိတဲ့လူဆန္ဒမှန်သမျှဟာ
ပေါက်ဖွားရှင်သန်နေကြတာပဲဒါပေမဲ့အစမတန်များပြားတဲ့အဲ့ဒီဆန္ဒတွေကအနှဲငယ်လောက်သာခမည်းတော်ခံစားနိုင်ကြတယ်ပြေဝနိုင်ကြတယ်အဲ့ဒီတော့ကိုယ့်ရဲ့နေထိုင်ပုံအလေးအထားတွေကိုတည်တည်ချာချာဝေဖန်စီစစ်ကြစေခြင်းနဲ့အဲ့ဒီလိုစီစစ်ခြင်းအဖြစ်အရင်တုန်းကမတုံးရင်မဖြစ်ဘူးလို့ခံယူခဲ့တဲ့တချို့ကိစ္စတွေဟာမတုံးရင်လည်းဖြစ်တယ်ဒါမှမဟုတ်ရှော့သုံးလို့ရတယ်ဆိုတာလည်းတွေ့လာရလိမ့်မယ်ကိုသုံးဆွဲလိုက်တဲ့ပတ်စံတစ်ပြားတိုင်းအတွက်တစ်ပြားဖို့ပြပြဝဝရရှိစေဖို့ဆိုတာလက်ဆွဲဆောင်မှုဖြစ်နေထားဖို့လိုတယ်အဲ့တော့ခမရတို့လူရင်းဆန္ဒရှိတဲ့အရာပတ်စံအကုန်ညခတ်ပြီးဆောင်ရွက်ခြင်းတဲ့အရာစရင်ကိုခြုံစည်းစာချက်မှာရေးထွင်းပါပြီးရင်ဘယ်ဟာတွေကတော့မလဲမသွေလိုအပ်တယ်ဘယ်ဟာတွေကတော့ဝင်ငွေရဲ့10ပုံ9ပုံဆိုတဲ့သုံးဆွဲခွင့်အကန့်အသတ်တွေဖြစ်နိုင်သေးရင်ဆောင်ရွက်မယ်ဘယ်ဟာတွေကတော့ဖြင့်လောလောဆယ်ဘယ်နည်းနဲ့မှမတတ်နိုင်ဘူးကိုဖြည့်စမ်းနိုင်စွမ်းမရှိတဲ့များလာစွာသောအခြားလူရင်းဆန္ဒများစရင်ထဲမှာပဲအဲ့ဒါတွေပါထည့်သွင်းပြီးမိပြပြနေလိုက်တော့မယ်စသဖြင့်သတ်မှတ်ရွေးချယ်လိုက်ပါအဲ့ဒီနေရာဖြင့်ခင်ဗျားတို့ရဲ့ဘတ်ဂျက်ကိုစီမံခန့်ခွဲပါဝင်ငွေရဲ့10ပုံတစ်ပုံကိုလုံးဝမထိမတို့ပါနဲ့အဲ့ဒါဒီခင်ဗျားတို့ပတ်စံပြေးတင်းလာစေအတွက်ပဲဖြစ်ပါစေပတ်စံပြေးတင်းလာစေဆိုတာလေခင်ဗျားတို့ရဲ့ကြီးမားတဲ့အလိုဆန္ဒတစ်ခုဖြစ်ပါစေငွေကြေးသုံးစွဲမှုကိုစောစောကဘတ်ဂျက်ခွဲတမ်းချထားတဲ့ဘောင်အတွင်းမှာအမြဲရှိနေအောင်သိညှိဆောင်ရွက်ပါအဲ့ဒါဒီပင်ခင်ဗျားတို့ရဲ့ဖောင်းတင်းလာမဲ့ငွေရိတ်တွေပြန်လည်ပိန်ကျုပ်မသွားအောင်ထိမ့်သိမ့်ပေးမဲ့ပထမအဆောင်ရှောက်ဖြစ်ပါစေဒီခိုက်မှာပင်တင်နန်းသားတဦးထလာသည်သူကအနီရောင်နှင့်ရွှေရောင်ဝိယုံတစ်ထည်ကိုစင်ရင်ထားသည်သူကမေးသည်ကျွန်တော်လွတ်လပ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ပါကြေးကြော်မဟုတ်သူတူအနေနဲ့ကျွန်တော်မှာဘဝရဲ့တာယာချမ်းမြေ့စရာမှန်သမျှကိုခံစားပိုင်ခွင့်ရှိတယ်အဲ့လိုယုံကြည်ပါတယ်အကယ်၍ဘတ်ဂျက်တစ်ခုရဲ့ထိန်းချုပ်မှုအောက်မှာနေပြီးကို့ငွေကိုသုံးစွဲတဲ့ကိစ္စကိုသူစီမံညွှန်ကြားတဲ့အတိုင်းလိုက်နာဆောင်ရွက်နေမယ်ဆိုရင်သူစီမှာကြုံခံနေရသလိုဖြစ်မနေဘူးလားသူကြောင့်ကျွန်တော်ဘဝမှာစိတ်ချမ်းသာပျော်ရွှင်မှုတွေအများကြီးရုပ်ရသွားမှာပေါ့ကျွန်တော်အနေထားဝင်ထုတ်တွေထမ်းပြီးခီးသွားနေရတဲ့ဝင်တင်လားတကောင်နဲ့ဘာမှမချဘူးဖြစ်သွားမှာပေါ့သူစကားဆုံးတွင်အခက်ကမေးသည်အများရဲ့ဘတ်ဂျက်ကိုဘသူကရေးဆွဲမှာမို့လို့လဲမိတ်ဆွေဒါတော့လေကျွန်တော်ကိုယ်တိုင်ပဲရေးဆွဲရမှာပေါ့တော်တကာတက်သူကပြန်ဖြေသည်ဟုတ်ပြီအဲ့တော့ခမည်းပြောသလိုဝင်တင်လားပဲဆိုပါတော့ဒါပေမဲ့ဒီလားဟာသူ့ကြောပေါ်မှာတင်မဲ့ဝင်ထုတ်ကိုသူကိုယ်တိုင်စီစဉ်ခွင့်ရှိမယ်ဆိုပါတော့သူ့အတွက်အသုံးမဝင်အကျိုးမရှိတဲ့အထည်လိပ်တွေကော်စောတွေသူတင်မလားဘယ်တင်မှမလဲသဲကန်နာရခီးအတွက်သူ့မှာလိုအပ်မဲ့ကောက်ရိုးတို့မျက်ခြောက်တို့တင်မယ်တခြားစားတဲ့ရိတ်ခါတွေတင်မယ်တောက်ရည်တင်မယ်ဒါပဲပေါ့ဘတ်ဂျက်လို့ဆိုတဲ့အဲ့ဒီငွေကြေးကိုစနစ်တကျခံခွဲသုံးစွဲမှုတစ်ခုရဲ့ရည်ရွယ်ချက်ကကိုယ်ပတ်စံပိန်မသွားရေးတနေ့တခြားပြည့်တင်းလာရေးပဲသူ့အလုပ်ကခမားမှာမဖြစ်မနေလိုအပ်တဲ့ဟာတွေရဲ့တခြားအလိုဆန္ဒတွေတဲကဖြစ်နိုင်သမျှရေကိုရရှိအောင်အထောက်အကူပေးဖို့ပဲတနည်းပြောရရင်တကယ်တမ်းနှစ်ကာကာမရှိတဲ့တည်ကအလိုဆန္ဒတွေကြောင့်ခမားရဲ့ငွေကြေးစွမ်းအားတွေကုန်ခန်းပြီးတကယ်လိုအပ်ချက်တွေထိုက်တန်တဲ့အလိုဆန္ဒတွေမဖြည့်ဆည်းလိုက်ရတာမျိုးမဖြစ်အောင်ကာကွယ်ပေးဖို့အတွက်သူကရှိနေရတာဘတ်ဂျက်ဆိုတာမောင်နေတဲ့ကူတွေကိုထိုးပြလိုက်တဲ့အလင်းရောင်တစ်ခုလိုပဲခင်ဗျားပတ်ဆိုင်တွေကငွေရိုပေါက်တွေကိုသူပြလိုက်မယ်ရိုပေါက်တွေမြင်ပိတ်နိုင်ပြီပေါ့တကယ်အကျိုးရှိမဲ့ကိစ္စရက်တွေအတွက်ငွေကိုစနစ်တကျသုံးစွဲတတ်ဖို့ကသူကအထောက်အကူပြုပေးလိမ့်မယ်အဲ့တော့ပိန်ကျုံတဲ့ပတ်ဆိုင်ပြေတင်းလာအောင်ပူစားပေးမဲ့ဒုတိယစေးနီးကတော့အဲ့ဒီဘတ်ဂျက်ပဲငွေကြေးကိုစနစ်တကျစီမံခန့်ခွဲသုံးစွဲခြင်းပဲခင်ဗျားတို့မှာမဖြစ်မနေသုံးစွဲရမယ့်ကိစ္စတွေအတွက်ငွေကြေးတမတ်မတ်ရှိဖို့အတိတ်ပဲရှိသောအလိုဆန္ဒတွေတယောက်ပတ်သောချမ်းသာပျော်ရွှင်မှုတွေအတွက်အကုန်ကြခံနိုင်ဖို့အဲ့ဒီသုံးစွဲမှုနဲ့ပေါင်းသည့်ခင်ဗျားတို့ဝင်ငွေရဲ့10ပုံ9ပုံဆိုတဲ့ဘောင်အတွင်းမှာရှိဖို့ဘတ်ဂျက်ကိုစီစဉ်ရေးဆွဲပါပြီးတော့ဒီအတိုင်းလိုက်နာကျင့်သုံးပါတတိယသင်္ဒနာဥစ္စာကိုဇာတိုးပွားအောင်ဆောင်ရွက်ပါခင်ဗျားတို့ပတ်စံတွေပြည့်လာပြီပိုရတဲ့ဝင်ငွေရဲ့10ပုံတစ်ပုံကိုသိမ်းဆည်းတတ်တဲ့အလေးထားရလာပြီ
ငွေကိုစနစ်တကျခံခွဲသုံးစွဲတက်လာပြီဆိုတဲ့နောက်မှာစုဆောင်းမိလာတဲ့ငွေကိုတိုးပွားအောင်ဘယ်လိုလုပ်မလဲသူ့ကိုဘယ်လိုခိုင်းစေမလဲဆိုတာတစ်ဆင့်တက်စဉ်းစားရလိမ့်မယ်ငွေကလေးပုတ်တက်ကြည့်နေရတာလေတစ်မျိုးအရသာရှိတာအမှန်ပေါ့ဒါပေမဲ့မတိုးပွားဘူးသူ့ကိုအရင်တည်ပြီးတနာဥစ္စာအစုဝေးတစ်ခုတိစောက်နိုင်ဖို့လိုတယ်တတိယနေ့၌အခက်ကတင်နန်းသားများကိုပြောကြားသည်ဘလို့တိစောက်မလဲဒီငွေကိုဘလို့ခိုင်းစေကြမလဲကျွန်တော်ရဲ့ပထမဆုံးစုငွေအထုပ်ကလေးကိုရင်းနှီးမြှုပ်နှံစဉ်ကတော့ကံမကောင်းခဲ့ဘူးအားလုံးဆုံးရှုံးသွားခဲ့တယ်ဖြစ်ပျက်ပုံကိုကျွန်တော်နောက်တော့ပြောပြပါမယ်အဲဒီနောက်မှာဒိုင်းတွေလှုပ်တဲ့ကျေးသွန်းလုပ်ငန်းရှင်အကာနဲ့အလုပ်လုပ်တော့ပထမဦးဆုံးအကြိမ်အဖြစ်ရင်းနှီးမြှုပ်နှံမှုကကျိုးအမြတ်ကျွန်တော်ခံစားရတယ်အကာကနိုင်ငံခြားသင်္ဘောတွေနဲ့ပါလာတဲ့ကြေးဝါကုန်ကျန်းတွေသူ့လုပ်ငန်းအတွက်စုဆောင်းလေးရှိတယ်။ဒါပေမဲ့တစ်နှစ်စာတစ်ခါတည်းဝယ်ဖို့ငွေရင်းနှီးမလုံလောက်ဘူး။အဲဒီတော့ငွေပိုငွေချမ်းရှိတဲ့သူ့အတိမိတ်ဆွေတွေစီကချီးတယ်။သူကအင်မတန်ဖြောင့်မတ်တည်ကြည်တဲ့ပုဂ္ဂိုလ်ဒိုင်းတွေလုပ်ပြီးရောင်းရပြီးပြီဆိုတဲ့အခါကျတော့ချင်းငွေကိုအတိုးနဲ့တကွမပြတ်မကွက်ပြန်ဆက်တယ်။အတိုးကလည်းအတော်ရဲရဲရောကိုပေးတာ။နောက်တစ်ချိန်သူပတ်စံချေးတဲ့အခါကျတော့ကျွန်တော်ကပထမနေ့ချေးလိုက်တဲ့ငွေရင်းတွေမကားဘူးသူစီကရတဲ့အတိုးငွေပါပေါင်းပြီးချီးလိုက်တယ်ဒီလိုနဲ့ကျွန်တော်ရင်းနှီးကတဖြည်းဖြည်းတက်လာတယ်ရင်းနှီးမြှုပ်နှံလိုက်တဲ့ငွေတွေကိုယ့်အိတ်ထဲပြန်ဝင်လာတဲ့အချိန်မှာအရင်ကထက်တိုးလာတာတွေ့ရတာလောက်သိကျင်တဲ့စရာကောင်းတာမရှိဘူးခင်ဗျားတို့ကိုကျွန်တော်တခုပြောချင်တယ်လူတစ်ယောက်ဘလောက်ကြွယ်ဝသလဲဆိုတာလောလောဆယ်သူ့အိတ်ထဲဘလောက်ရှိနေသလဲဆိုတဲ့အပေါ်မှာမူမတည်ဘူးသူ့စီကိုငွေတွေဘလောက်ဝင်နေသလဲသူ့အိတ်ကိုမပြတ်ဖြည့်တင်းပေးနေမဲ့ဘလို့ဒနာစီချောင်းမျိုးသူ့မှာရှိနေသလဲဆိုတဲ့အပေါ်မှာသာမူတည်တယ်လူတိုင်းလိုလားအပ်တာခင်ဗျားတို့မှာရှိရမှာအဲ့ဒါကိုယ်အလုံးလုံးနေသည်ဖြစ်စေအလုံးမလုံးသည်ဖြစ်စေလေပတ်သွားလာနေသည်ဖြစ်စေသူ့အလိုလျောက်ကိုယ့်အိတ်ထဲကိုဝင်လာမဲ့ဝင်ငွေစည်းကြောင်းတစ်ခုရှိရမယ်အခုကျွန်တော်ဆိုရင်အဲ့ဒီလိုဝင်ငွေစည်းကြောင်းမျိုးကြီးကြီးမားမားရှိတယ်ဝင်ငွေကြီးမားတဲ့အတွက်ကျွန်တော်ကိုလူချမ်းသာလို့ခေါ်နေကြတာအကာကိုငွေချေးခြင်းဟာကျွန်တော်ဖို့ယင်းနှိမ့်မြုံနှံမှုနဲ့ပတ်သက်လို့ပထမသင်တန်းဆင်းလိုက်ခြင်းပဲအဲ့ဒီကအတွေ့အကြုံယူပြီးနောက်ပိုင်းမှာကျိုးပွားလာတဲ့ကျွန်တော်ငွေရင်းတွေကိုချေးငှားတာယင်းနှိမ့်မြုံနှံတာတွေတဖြည်းဖြည်းချဲ့တွင်လောက်ကင်လာခဲ့တယ်ကျွန်တော်ဤတဲ့ကိုရွှေငွေရတနာဝင်လာစေမဲ့နေရာဌာနတွေဟာအစပထမပိုင်းမှာတစ်ခုနှစ်ခုပဲရှိရာကနောက်ပိုင်းကျတော့အများအပြားဖြစ်လာတယ်။အဲ့တော့စဉ်းစားကြည့်ပါကျွန်တော်လောကရတဲ့မများလာတဲ့ဝင်ငွေကလေးကအစတီးပြီးကျွန်တော်အတွက်ငွေရှာပေးမဲ့ကြေးကျွန်တွေခြေထွက်မဲ့ကြေးကျွန်တွေကျွန်တော်ဖန်တီးရရှိခဲ့တာပဲ။သူတို့ကကျွန်တော်အတွက်အလုပ်ကျွေးပြုကြတယ်။သူတို့ရဲ့သားသမီးတွေသူတို့ရဲ့သားသမီးတွေရဲ့သားသမီးတွေအဆက်ကျွန်တော်အတွက်လှုပ်လှုပ်ကြတယ်နောက်ဆုံးကြတော့သူတို့အားလုံးရဲ့စုပေါင်းလောအားနဲ့ကျွန်တော်မှာအခုလိုကြီးမားတဲ့ဝင်ငွေရှိလာတာပဲဒနာဥစ္စာဆိုတာဝင်ငွေတင်ရှိတဲ့လုပ်ငန်းရင်းနှီးတစ်ခုဖြစ်သွားရင်ကိုအလင်းမြန်တိုးပွားလာတတ်တဲ့သဘောရှိတယ်ကျွန်တော်ဖြစ်တစ်ခုပြောပြမယ်တစ်ခါတော့ကလယ်သမားတစ်ယောက်မှာသားကလေးတစ်ယောက်မွေးတော့သူ့မှာအပိုရှန်ရှိတဲ့ငွေတင်းကား10ပြားကိုငွေတိုးချေးတဲ့လူစီသွားတယ်ဒီငွေကိုငွေတိုးချေးတဲ့အထဲထည့်သုံးပေးပါသူ့သားသက်20ပြည့်မှပဲပြန်ယူမယ်ပေါ့ငွေချေးသမားကလက်ခံတယ်၄နှစ်ပြည့်တိုင်းငွေရင်းရဲ့၄ပုံတစ်ပုံအတိုးဖြစ်ရစေရမယ်လို့ကတိပေးလိုက်တယ်လယ်သမားကလည်းအတိုးငွေတွေပါချေးတဲ့အထဲထည့်သုံးဖို့မှားထားခဲ့တယ်သူသားအသက်20ရွယ်ရောက်တော့လယ်သမားကငွေချေးသမားစီသွားပြီးအခြေအနေကိုစုံစမ်းတယ်အဲ့ဒီအခါငွေချေးသမားကသူ့ငွေတွေဟာနှစ်ထပ်တိုးနဲ့တိုးပွားနေတာဖြစ်လို့အခုဆိုရင်ငကိုမူလငွေရင်းကား10ပြားကနေ30ပြားခွဲအထိတိုးတက်သွားခဲ့ပြီဖြစ်ကြောင်းပြောပြတယ်။လယ်သမားအယမ်းဝမ်းသာသွားတယ်။ဒါပေမဲ့ဒီချိန်မှာလည်းပဲသူ့သားမှာငွေလိုမနေသေးဘူးဆိုတော့ပတ်စံတွေကိုဆက်ပြီးချင်းငားပေးဖို့မှာကြားပြီးထားခဲ့တယ်။သားဖြစ်သူကသူအသက်50ရွယ်ရောက်တဲ့ချိန်
အဖေလေသမားကြီးလည်းကွယ်လွန်ပြီဆိုတဲ့အချိန်ကြာမှသူတို့သားဖအပ်ထားတဲ့ငွေကိုပြန်တောင်းတဲ့အခါငွေချေးသမားကသရင်တွက်ချက်ပြီးတဲ့နောက်သူ့ကိုငွေတင်းကား168ပြားတိတိရှင်းပေးလိုက်တဲ့နှစ်ပေါင်း90အတွင်းမှာ18ဆနီးပါးတိုးလာတာဒါဟာအရင်းအနှီးတစ်ခုအဖြစ်ပြောင်းသွားတဲ့ငွေကြေးတစ်ခုရဲ့တိုးပွားနိုင်မှုစွမ်းအားကိုပြတာဒါဘာမှလုပ်ရတာမဟုတ်ဘူးချေးထားရုံတက်တက်ပဲရှိသေးတယ်ဒါကြောင့်မို့ပိန်ကြုံသောပတ်စံအိတ်ပြည်တင်းလာအောင်ကုစားပေးမဲ့တတိယစေးနီးကကိုစုဆောင်းမိတဲ့အတပြာငွေတင်းကားတိုင်းကိုကျွဲနွားများသဖွယ်အင်းချောင်းခိုင်းစေဖို့သူတို့ရဲ့အမျိုးအနွယ်တွေသက်ဆင့်ပေါင်းဖွားပေးစေဖို့အဲ့ဒီနေရာဖြင့်ခင်ဗျားတို့ရဲ့ငွေအိတ်ထဲကိုဒနာကြေးငွေတွေတသွင်းသွင်းစီးဝင်စေဖို့စီမံဖန်တီးရေးပဲလို့ပြောချင်ပါတယ်စတုထတင်ဒနာဥစ္စာများမဆုံးပါရအောင်ထိမ့်သိမ်းကာကွယ်ပါကကြမ္မာစိုးဆိုတာတွေကတောက်ပတဲ့ပစ္စည်းမျိုးကိုနှစ်သက်လေးရှိတယ်ဒါကြောင့်မို့အိတ်ထဲမှာရွှေတုံငွေသားရှိလာရင်အဲ့ဒါကိုမပြောက်ပြက်အောင်ဂိမ်းတစိုက်ထိမ့်သိမ်းကာကွယ်ဖို့လိုတယ်ဒါမှလည်းအလေးကျင့်လိုတယ်အိတ်ထဲမှာနည်းနည်းပါးပါးရှိစဉ်ကစပြီးလေ့ကျင့်ထားမှနောက်တစ်နေ့များများရှိလာတဲ့အခါထိမ့်သိမ်းတတ်မယ်ဤဒီကသတုဒ္ဓနှင့်သင်တန်းအစတွင်အခက်ပြောကြသောစကားဖြစ်သည်အိတ်ထဲမှာရွှေတုံငွေစားရှိတဲ့လူတိုင်းဆွဲဆောင်ဖျားယောင်းခံရစမြဲပဲဘယ်လုပ်ငန်းနဲ့ရင်းလိုက်ရင်တော့အကျိုးမြတ်တွေဘယ်လောက်ကြီးရသွားမယ်ဆိုတဲ့အခွင့်အရေးမျိုးတွေပေါ့သူသဖြင့်မိတ်ဆွေတွေဆွေမျိုးသားချင်းတွေကိုယ်တိုင်လုပ်နေတဲ့အလုပ်မျိုးတွေဒီနေရာမှာကျွန်တော်အလေးထားပြောချင်တာကယင်းနှိမ့်မြုပ်နှံမှုပြုတဲ့နေရာမှာပထမဆုံးသတိပြုရမယ့်အချက်ကခမရဲ့ယင်းနှိမ့်ငွေလေးကြောက်ပြက်မသွားရေးပဲအကျိုးမြတ်အများကြီးရနိုင်တယ်ဒါပေမဲ့ကိုယ်ငွေရင်လည်းပြုတ်ချင်ပြုတ်သွားနိုင်တယ်ဆိုရင်ကျွန်တော်ကတော့အဲ့ဒီလုပ်ငန်းမျိုးမှာမရင်းနှီးဘူးရင်းနှီးမြုပ်နှံမှုမပြုခင်ကိုယ်ငွေလေးထည့်မပေးလိုက်ခင်အဲ့ဒီလုပ်ငန်းကိုဂရုတစိုက်လေးလာဖို့လိုတယ်ကိုယ်ငွေပြန်ရနိုင်မရနိုင်သိကြအောင်လုပ်ဖို့လိုတယ်နေချင်းညချင်းချမ်းသာခြင်းစိတ်နဲ့စွန့်မလုပ်ရဘူးလူတယောက်ယောက်ကိုချင်းကားမယ်ဆိုရင်လည်းဒီလူပြန်ဆက်နိုင်မှာလားငွေချင်းနဲ့ပတ်သက်ရင်ဂတိတည်တဲ့အစင်လာရှိရလားကိုပင်ပင်ပန်းပန်းရှာဖွေစုဆောင်းထားတာလေသူ့ကိုလက်ဆောင်သွားပေးသလိုဖြစ်သွားမလားစသဖြင့်ကြိုတင်စဉ်းစားသင့်တယ်လုပ်ငန်းနယ်ပယ်တစ်ခုမှာယင်းနှိမ့်မြုပ်နှံဖို့အနံ့မှုမပြုမီအဲ့ဒီလုပ်ငန်းမှာကြားရောက်နိုင်တဲ့အန္တရာယ်တွေအကြောင်းသိကြွအောင်အရင်လေ့လာထားဖို့လိုတယ်ကျွန်တော်ပထမစုငွေလေးတိုးပွားအောင်လုပ်တုန်းကတော့လုံးဝအရှုံးနဲ့ရင်ဆိုင်ခဲ့ရတယ်တစ်နှစ်လုံးချူးချက်ချက်နဲ့စုဆောင်းလာခဲ့သမျှကိုကျွန်တော်အုပ်ဖို့သမားအဇမူးလက်ထဲထည့်လိုက်တယ်အဇမူးကဟိုးပင်လယ်ရချာတာယာမြို့ကိုပုံရောင်းကိုဝယ်သွားမှာအဇမူးကဟိုမှာရှိတဲ့ဖီနီရှန်တွေစီကရှားပါးကြောက်မဲ့ရတနာတွေကျွန်တော်ငွေနဲ့ဝယ်လာပေးမယ်ဒီမှာပြန်ရောက်လို့ရတဲ့အမြတ်ကိုတယောက်တော့ဝယ်ယူမယ်လို့သူနဲ့ကျွန်တော်သဘောတူကြတယ်ဒါပေမဲ့သူ့ဖီနီရှန်တွေကလူလိမ်တွေပဲပလင်းခွဲတွေညာပြီးရောင်းထည့်လိုက်တယ်ကျွန်တော်စုငွေလေးအဲ့ဒီမှာပြောင်းလာပဲလုပ်ငန်းနဲ့ပတ်သက်တဲ့အတွေ့အကြုံအများကြီးရှိလာပြီးတဲ့ဒီကနေ့မှာတော့အုပ်ဖို့သမားကိုကြောက်ဝယ်ခိုင်းတာဘလောက်ယူရရောက်တယ်လဲကျွန်တော်သိပြီပေါ့ဗျာဒါကြောင့်မို့ခင်ဗျားတို့ကိုလည်းကျွန်တော်အတွေ့အကြုံကရတဲ့အသိဉာဏ်တွေရအကြံပေးခြင်းနဲ့ယင်းနှိမ့်မြုပ်နှံတဲ့ဆိုတာမှာကိုယ်ငွေရင်ဆုံးရှုံးသွားနိုင်တဲ့အန္တရာယ်တွေအများရှိတယ်အဲဒီတော့ကိုယ်အသိမြင်လေးနည်းနည်းကိုလုံလောက်ပြီထင်တဲ့အရဲကိုပြီးမလုံနဲ့လှုပ်တဲ့ကန်တက်တဲ့လူတွေလုပ်ငန်းကျိုးမြတ်ခံစားနေကြတဲ့ပုံကိုယ်တွေနဲ့ဆွေးနွေးမေးမြန်းပြီးမှလှုပ်တာပိုကောင်းတယ်ဒီလိုပုံကိုယ်တွေသွားမေးရင်အကြံကောင်းဉာဏ်ကောင်းတွေအခမဲ့ရလေးရှိပါတယ်အဲ့ဒီအကြံဉာဏ်ဟာခမည်းရင်းနှီးမြုပ်နှံမဲ့ငွေရင်းလောက်ကိုတန်ဖိုးရှိနိုင်တယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအကြံဉာဏ်လေးသာမရခဲ့ဘူးဆိုရင်အဲ့ဒီငွေရင်းအားလုံးဆုံးရှုံးတဲ့အဖြစ်မျိုးကြုံရင်ကြုံရနိုင်တာကိုဒါကြောင့်မို့ခမည်းတော်ရဲ့ပိန်ကျုပ်နဲ့ပတ်ဆိုင်ပြေတင်းလာစေဖို့နဲ့အဲ့ဒီပြေတင်းစအိတ်ကလေးပြောင်းတလင်းခါမသွားအောင်စောက်ရှောက်ကာကွယ်ဖို့အထောက်အကူပြုမဲ့စထုဒ္ဓစေနီကခမည်းတော်ရဲ့ငွေရင်းကိုစိတ်ချရတဲ့ဌာနမျိုးအလိုရှိတဲ့အခါပြန်လည်ရယူနိုင်မဲ့နေရာမျိုးတင့်တဲ့အကျိုးမြတ်မုတ်ချရရှိနိုင်မဲ့ကဏ္ဍမျိုးမှာသာညှို့နှံဖို့နဲ့လုပ်ငန်းတွေ့ကြုံရှိသူများကိုတိုင်ပင်နှီးနှောပြီးသူတို့ထံကအကြံကောင်းဉာဏ်ကောင်းများ
ရယူသုံးချဖို့ဖြစ်တယ်လို့ကျွန်တော်ဆိုချင်ပါတယ်ပစ္စမကိုယ်ပိုင်တည်ဆောက်ခြင်းကိုအကျိုးမြတ်ရှိသောယင်းနှိမ့်မြုပ်နှံမှုတစ်ခုအဖြစ်ဆောင်ရွက်ပါပစ္စမနှင့်တင်နန်းတွင်အခက်ကစကားစတင်သည်ကိုယ်ဝင်ငွေရဲ့10ပုံ9ပုံကိုစားဝတ်နေမှုနဲ့တခြားချမ်းသာပျော်ရွှင်မှုကိစ္စတွေအတွက်ယာရာသတ်မှတ်ထားတဲ့လူတစ်ယောက်ဟာအကယ်၍အဲ့ဒီ10ပုံ9ပုံထဲမှာမှတစိမ့်တရေသားကိုရင်းနှီးမြှုပ်နှံဖို့ဖဲ့ယူနိုင်အောင်မယ်ဆိုရင်သူ့ရဲ့ဓနဥစ္စာတွေဟာတခြားသူများထက်ပိုပြီးလင်းလင်းမြန်မြန်တိုးတက်လာမှာသိကြတယ်။အဲ့ဒီလိုတိုးချဲ့ခံခွဲထားတဲ့ရင်းနှီးမြှုပ်နှံငွေကိုအသုံးပြုဖို့အသင့်တော်ဆုံးနေရာတစ်ခုရှိတယ်။အဲ့ဒါကကိုယ်ပိုင်အိမ်ယာပဲကျွန်တော်ဘေဘီလုံမှာရှိတဲ့မြို့သူမြို့သားအများပြားမှာနေထိုင်ရတဲ့အိုးအိမ်နေရာတွေမကောင်းကြဘူး။အိမ်လာကတွေအစမတန်ပေးကြရပြီးအခန်းလေးတွေကြတော့အင်မတန်ကျင်းမြောက်ကြတယ်။အိမ်ရှင်မများမှာစိတ်ရှင်လန်းစရာတစ်ပင်ပန်းမှန်စိုက်ဖို့အတွက်ပန်းဝတိုးစာနေရာတောင်မရနိုင်ကြဘူး။ကလေးတွေဆိုရင်လည်းညစ်ပတ်တဲ့လမ်းကြိုလမ်းကြားတွေထဲမှာကစားကြရတယ်။ကလေးတွေအတွက်လွတ်လပ်လပ်ဆော်ကစားစရာကွက်လက်မရှိဘူး။အိမ်ရှင်မတွေအတွက်တီးပင်ပန်းပင်စိုက်စရာမြေနေရာမရှိဘူးဆိုရင်မိသားစုတစုဟာဘဝရဲ့တရားချမ်းမြေ့မှုတွေပြည့်ပြည့်ဝဝခံစားနိုင်မှာမဟုတ်ဘူးအလားတူမိသားစုရဲ့အကြီးအကဲယောက်ျားတစ်ယောက်အနေနဲ့လဲကိုယ့်အိမ်ကိုယ့်ခြံကထွက်တဲ့အသီးကိုကိုယ်တိုင်ခုစွတ်စားသုံးရတာမျိုးကိုယ်စပစ်ခင်းကစပစ်သီးနဲ့ဝါရက်ပြုလုပ်တောက်သုံးနိုင်တာမျိုးရှိတဲ့အခါဘလောက်စိတ်ချမ်းသာစရာကောင်းလိုက်တယ်လဲကိုယ်အိမ်ကိုကိုယ်ပိုင်ဆိုင်မယ်ဝမ်းမြောက်ဂုဏ်ယူစွာပြုစုပြောထောင်နိုင်မယ်ကိုယ်ပိုင်ခြံဝန်းရှိမယ်ဆိုရင်လူတစ်ယောက်ဟာကိုယုံကြည်မှုရှိလာတယ်။လောက်ကင်ဆောင်ရွက်မှုမှန်သမျှမှာလည်းပိုပြီးအားရင်ရှိလာတယ်။ဒါကြောင့်မို့ခမရတို့အားလုံးကိုပဲကိုယ်နေကိုယ်ပိုင်ဆိုင်အောင်သို့မဟုတ်ကိုယ်ပိုင်အိမ်ယာတစ်ခုရရှိအောင်ညီမှန်းချက်ထားပြီးစူးစမ်းဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။အဲဒီလိုကိုယ်ပိုင်တစ်ခုရဖို့ဆိုတာတိတ်ခက်ခဲတဲ့ကိစ္စလားဆိုတော့မဟုတ်ပါဘူး။ရည်ရွယ်ချက်ခိုင်မာမာရှိတဲ့ဘယ်ပုဂ္ဂိုလ်တော့မဆိုဖြစ်နိုင်တဲ့အရာတစ်ခုပါ။အခုဆိုရင်ကျွန်တော်တို့ဘေးမင်းမြတ်ကဘေဘူးလုံမြို့တော်ရဲ့နယ်နိမိတ်တိုင်းကိုအများကြီးတိုးချဲ့ပေးလိုက်တော့မြို့အေးရအတွင်းမှာကိုမြေလွတ်မြေလက်တွေအများကြီးရှိနေပြီအင်မတန်မှကိုတင့်တယ်ရောက်ပတ်တဲ့နှုံးသားနဲ့အိမ်မြေတွေဝယ်လို့ရနိုင်နေပြီအိမ်စားဖို့ကိစ္စနဲ့ပတ်သက်လို့လဲငွေချေးတဲ့လူတွေလည်းရှိတယ်ဒီလူတွေကကိုမိသားစုအတွက်ကိုပိုင်အိုးအိမ်တစ်ခုဆောက်လုပ်ချင်တဲ့ပုံကူမျိုးကိုအတိအမှန်ပြုကြပါတယ်အုတ်သေးစားတဲ့အိမ်ဆောက်ပစ္စည်းတွေဝယ်ယူဖို့ဆောက်လုပ်ရေးသမားတွေကိုအခါချင်းငွေပေးဖို့အတွက်ချင်းငားလို့ရပါတယ်တခုပဲရှိတယ်စုစုပေါင်းကုန်ကျစရိတ်ရာခိုင်နှုန်းဘယ်၍ဘယ်များတို့ခမည်းတော်ဘာသာစုဆောင်းထားရှိပြီးဖြစ်ကြောင်းပြနိုင်ဖို့လိုတယ်ကိုမှရှိတဲ့အခြေခံရဲ့သူ့စီကချင်းငွေရဲ့နဲ့အိမ်ဆောက်ပြီးတဲ့အခါအရင်တော့ကအိမ်ရှိကိုပေးနေရတဲ့အိမ်လာကကိုပိုင်အတွက်အရေးကြဆက်ငွေဖြစ်သွားမယ်လိုအပ်ရင်နည်းနည်းထပ်ဖြစ်ရမှာပေါ့နှစ်တော်ကြာတဲ့အခါကြွေးကြေသွားမယ်အဲ့ဒီအခါဘလောက်စိတ်ချမ်းသာစရာကောင်းမလဲတန်ဖိုးကြီးမားတဲ့ပစ္စည်းတစ်ခုကိုပိုင်ဖြစ်သွားပြီရှင်မေကိုအိမ်ကိုမြေကိုပေးရတာကလွဲလို့တခြားဘာတောင်းမှမရှိဘူးမိမကမျက်စိမှာအဝတ်သွားလျှော်တိုင်းစိတ်တရေအိတ်နဲ့ရေခတ်လာခဲ့ခြံထဲစိတ်ထားပြိုးထားတဲ့အပင်လေးတွေရေလောင်အသီးနှံဖြစ်လာတော့ခူးဆွတ်စားကြည်စမ်းဘလောက်စိတ်ချမ်းသာစရာကောင်းလိုက်တယ်လဲကိုပိုင်ရှိတဲ့လူတစ်ယောက်ရရှိနိုင်တဲ့ချမ်းသာဒုက္ခတွေအမြောက်များပါဒီအထက်မှာအရေးကြီးဆုံးအချက်တစ်ခုကအိမ်လာကမပေးရတော့တဲ့အတွက်ကိုယ်ဝင်ငွေတွေအများကြီးဖတ်တင်ခြင်းပဲလိုအပ်ချက်တွေအတွက်သုံးစွဲနိုင်တယ်အလိုဆန္ဒတွေတိုးတက်ဖြည့်ဆည်းနိုင်တယ်စုဆောင်းငွေရင်းနှီးမြှုပ်နှံငွေတွေတိုးချဲ့ခံခွဲလာနိုင်တယ်ဒါကြောင့်မို့လို့ပိန်ကြုံသောပတ်စံရင်ပြေတင်းလာစေဖို့ပစ္စမနီးကကိုပိုင်ရာတစ်ခုရရှိလာအောင်ဆောင်ရွက်ရေးပဲလို့ကျွန်တော်ဆိုလိုလိုက်ခြင်းဖြစ်တယ်စထမအနာဂတ်အတွက်ဝင်ငွေသေးချောင်းဆောင်ရွက်ရေးစထမနေ့သင်ခန်းစာကိုအခက်ကဤသို့စတင်သည်လူတိုင်းဘဝဟာကလေးငယ်ဖြစ်ကနေစတင်ပြီးအိုမဲရရော်ခြင်းနဲ့အဆုံးသက်ရတယ်မိုးခင်ကွယ်လွန်သွားတဲ့လူများကလွင်ဒါဟာအလုံးရဲ့တွားရလမ်းကြောင်းပဲအဲ့ဒီတော့လူတိုင်းမှာအိုစာမင်းစာရှာထားဖို့ဆိုတာမလဲမသွေလောက်ရမယ့်ကိစ္စတစ်ရပ်ဖြစ်လာတယ်နောက်တစ်ခုကစောစောကပြောသလိုအရွယ်မတိုင်ခင်ကွယ်လွန်သွားတာမျိုးမတော်တဆဖြစ်ခဲ့သည်ရှိသောကြံရစ်သူမိသားစုဒုက္ခမရောက်ကြရလေအောင်ကြိုတင်ပြင်ဆင်မှုပြုထားဖို့လိုတယ်။တ
နာဥစ္စာရှာဖွေတက်လို့ပိုပိုရှန်ရှန်ရရှိလာကြတဲ့လူများဟာအနာဂတ်အတွက်ရင်းနှီးမြှုပ်နှံဖို့ဒါမှမဟုတ်သိမ်းဆည်းတုံမိဖို့ကြံစီကြရလိမ့်မယ်ဒီနေရာမှာနီလန်းအသွယ်သွယ်ရှိပါတယ်ရွှေငွေရတနာတွေကိုအိုးတလုံးနဲ့ထည့်ပြီးမြေကြီးမှာမြုပ်ထားလို့လေရတယ်ဒါပေမဲ့စိတ်မချရဘူးဘလောက်လိုဝက်မြုပ်ထားတဲ့ရတနာဖြစ်ဖြစ်မပြတ်အကဲခတ်နေတဲ့တခိုးတဝက်တွေရဲ့လက်ချက်မိသွားနိုင်တဲ့အန္တရာယ်ရှိတယ်ပြီးတော့မြေမှာမမြုပ်ထားခြင်းအဖြစ်ဘာမှတိုးပွားမလာနိုင်ဘူးဒီအကြံစီမျိုးကိုကျွန်တော်အားမပေးဘူးအသက်ကြီးလာတဲ့ချိန်ကိုယ့်လက်ထဲတစ်စုံတစ်ရာရှိအောင်ဆိုပြီးတချို့ကမြေလေးရာလေးဝယ်တယ်အိမ်တွေဝယ်တယ်ဒါကျွန်တော်လက်ခံတယ်အိမ်တို့မြေယာတို့ဆိုတာနောက်တစ်နေ့ဘယ်နေရာကတော့ဖြင့်ဘလို့တန်ဖိုးရှိလာနိုင်တယ်ဆိုတာကိုတွက်ချက်မျှော်ကိုပြီးဝယ်ယူထားမယ်ဆိုရင်ကိုယ့်အတွက်တကယ်လိုရတဲ့အချိန်ကြတော့တန်ဖိုးများကြီးပို့ပြီးရနိုင်တယ်ဒီကြားထဲမှာလဲငှားရမ်းကားတို့လိုပုံမှန်ဝင်ငွေတွေရှိနိုင်သေးတယ်နောက်တစ်ခုကငွေတိုးချတဲ့လူစီမှာအပ်တားတာကိုတက်နိုင်သလောက်အသင့်စီမှန်မှန်လေးအပ်သွားအဓိကရတဲ့အတိုးကိုပါအရင်ဖြစ်ထပ်ဖြစ်တဖြည်းဖြည်းနဲ့ငွေလုံးငွေတစ်ခုဖြစ်လာမယ်ကျွန်တော်သိတဲ့ဖနှက်ချုပ်သမားတစ်ယောက်ရှိတယ်အင်ဆန်ဆိုတာသူကျွန်တော်ကိုပြောပြတယ်သူက8နှစ်လုံးငွေတိုးချေးသမားစီမှာတစ်ပတ်ကိုငွေတွေက2ပြားမှန်မှန်ပေးထားတာမကြခင်ကငွေချေးသမားကသူ့ကိုစင်းတွက်ပြလိုက်လို့အယမ်းဝမ်းသာအားရဖြစ်လာတယ်သူ့စုငွေကိုငွေချေးသမားကလက်ရှိထုံးစံအတိုင်း၄နှစ်မှာငွေရင်းရဲ့၄ပုံတစ်ပုံအတိုးပေးတာဆိုတော့အခုနေသူ့ငွေကိုပြန်ယူရင်အတိုးရောရင်းပါစုပေါင်းငွေတင်းက1040ရမယ်တဲ့အဲ့ဒီမှာကျွန်တော်ကလည်းကနန်းတက်တဲ့လူဆိုတော့သူပို့ပြီးအားတက်သွားအောင်ထပ်တွက်ပြလိုက်တယ်အခုအတိုင်းတစ်ပတ်မှာ2ပြားစီသူနောက်ထပ်ဆက်စုမယ်ဆိုရင်12နှစ်ကြာတဲ့အခါစုပေါင်းငွေတင်းက4000တိတိရရှိမယ်ဆိုတဲ့အကြောင်းအဲ့ဒီလောက်စုဆောင်းမိသွားပြီဆိုရင်တော့နောက်ပိုင်းဘာလုံးမလုပ်ပဲထိုင်စားမယ်ဆိုရင်တော့ဒီငွေနဲ့အေးစစ်စစ်ထိုင်စားလို့ရသွားပြီဒါကပတ်စံအများကြီးရှာလို့မရတတ်တဲ့လူတစ်ယောက်တောင်နည်းနည်းချင်းမှန်မှန်စုဆောင်းသွားရင်နောက်ရေးစိတ်အေးရနိုင်တယ်ဆိုတဲ့အကြောင်းပြောပြတာဒါပေမဲ့ဒီနေရာမှာပိုပြီးရေးကြည့်တဲ့ချက်တစ်ခုကတစ်ဖက်မှာဖနှက်ချုပ်သမားလိုငွေနေတဲ့လူတစ်ယောက်ဒီပင်ကြိုတင်ပြင်ဆင်မယ်ဆိုရင်နောက်ရေးစိတ်အေးရနိုင်တယ်လို့နောက်တစ်ဖက်ကြပြန်တော့ကြိုတင်ပြင်ဆင်မှုသာမရှိဘူးဆိုရင်ဒီကနေ့ဘလောက်ဝင်ငွေကောင်းနေတဲ့ပုံကူဖြစ်ဖြစ်ငွေရင်းနှီးဘလောက်ကြီးမားသူဖြစ်ဖြစ်ကြီးရင်အုံမင်းချိန်မှာဒုက္ခရောက်သွားနိုင်တယ်အကယ်၍အရွယ်မတော်မီကွယ်လွန်ခဲ့မယ်ဆိုရင်သူ့မိသားစုအားကိုးရမယ်ဖြစ်သွားနိုင်တယ်ဆိုတဲ့အချက်ပဲဒီနေရာမှာကျွန်တော်ကောင်းတဲ့တွေးမိနေတာလေးတစ်ခုတောင်ပြောလိုက်ချင်သေးတယ်ဒီနေ့ကျရင်လက်မြင်တဲ့လူတွေကမိသားစုအရေးတွေးပူသူတွေအတွက်အစဉ်ပြေမဲ့ငွေစုနည်းတစ်ခုတီးထွင်လာနိုင်တယ်ခမရလာစဉ်ငွေနည်းနည်းစီသာကျွန်တော်စီမမှန်အပ်ပါဒီလိုအဆဲကာလမှာခမရကွယ်လွန်ခဲ့သည်ရှိသောမိသားစုအတွက်အထောက်အကူရမယ်ငွေကြေးပမာဏဘလောက်ပဲပေါ့အဲ့ဒါကိုသူတို့ထုတ်ပေးပါမယ်အကယ်၍ဒီကြားထဲခမရမသေးပဲကျွန်တော်စီမှန်မှန်စုရင်းနဲ့ခမရကွယ်လွန်ခဲ့ရင်ကျွန်တော်ထုတ်ပေးရမယ်ပမာဏအထိပြေသွားခဲ့ရင်လေခမရငွေခမရပြန်ယူပါဆိုတာမျိုးလောက်လာနိုင်တယ်ဒီလူသိမိသားစုဒုက္ခမရောက်စေရဘူးလို့အာမခံရင်းနဲ့ဟိုလူစုငွေကရမယ်အတိုးကိုအပြန်လည်သဘောသူတို့ကစားတယ်နီးပေါ့ဒီနည်းမျိုးပေါ်လာမယ်ဆိုရင်ကျွန်တော်တို့သဘောကျတယ်လူတွေအတွက်အများကြီးစိတ်ချမ်းသာစရာတစ်ခုဖြစ်သွားမယ်ဒါပေမဲ့ဒီနေ့တော့မဖြစ်နိုင်သေးဘူးဘာကြောင့်လဲဆိုတော့ဒီလောက်ကလူသက်တမ်းတွေနဲ့ခြီးပြီးလောက်ရမှာဖြစ်နေတယ်သားစဉ်မြေဆက်အတွင်းရှည်တည်တမ်းဖို့လိုတယ်လုပ်ငန်းရှင်ကလည်းရှင်ဘရင်လောက်ယုံကြည်စိတ်ချလို့ရတဲ့ပုံကုမျိုးဖြစ်ဖို့လိုတယ်အဲ့ဒါကတော့ကျွန်တော်ရဲ့စိတ်ကူးယဉ်မှုတစ်ခုပါဒီကနေ့အဖို့မှာကျွန်တော်တို့တက်နိုင်တာစောပိုင်းကျွန်တော်ပြောခဲ့တဲ့အိုးအိမ်မြေယာဝယ်ယူစုဆောင်းတဲ့နီးအချိန်ကာလနဲ့မျှတဖြည်းဖြည်းတိုးပွားနေမဲ့နေရာမျိုးတွေမှာရင်းနှီးမြှုပ်နှံတဲ့နီးစတာတွေရှိပါတယ်ဒီနည်းတွေအဖြစ်မိမိကြီးရင်အုံမင်းတဲ့အချိန်မှာချွတ်တဲ့နွမ်းမနေအောင်ကာကွယ်နိုင်တယ်မတော်တဆမိမိစောစည်းစွာကွယ်လွန်ခဲ့ရင်လည်းကြံရစ်သူမိသားစုဒုက္ခမကြီးမားရအောင်စောင့်ရှောက်ထောက်ကူနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီကနေ့ကျွန်တော်ပြောချင်တဲ့ပိန်ကြုံသောအတ္တပြား၏ပြည့်တေးရေးဆိုင်ရာစထမဆေးနီးက
ဘယ်သူမှပြေးမလွတ်နိုင်တဲ့အိုနာသေးပေးအရေးကိစ္စများအတွက်ကြိုကြိုတင်တင်ပြင်ဆင်ထားဖို့ပါပဲလို့ကျွန်တော်တင်ပြပါရစေတတမဝင်ငွေရှာနိုင်စွမ်းတိုးတက်အောင်လုပ်ပါဒီကနေ့ခင်ဗျားတို့ကိုပိန်ကျုံတဲ့ပတ်စံအိတ်ပြည်တင်းလာစေအတွက်အရေးကြီးဆုံးစေးနည်းတစ်ခုကျွန်တော်ပေးပါမယ်ဒီနည်းကတော့ငွေနဲ့မဆိုင်လူနဲ့ပဲဆိုင်ပါတယ်ခင်ဗျားတို့တီးတီးရဲ့စိတ်ဓာတ်နဲ့ဆိုင်ပါတယ်လူတွေရဲ့ဘဝတွေလူတွေရဲ့စိတ်တန်တဲ့တဲမှာကိန်းအောင်နေတဲ့၎င်းလူကိုအောင်မြင်မှုရှုံးနိမ့်မှုတွေဖြစ်စေတဲ့အရင်းခံတရားတွေအကြောင်းကျွန်တော်ပြောမှာပါတထမနေ့၌အခက်ကရင်းသူအစားချီလိုက်သည်များမကြခင်ကလူငယ်တယောက်ကျွန်တော်စီပတ်စံချင်းမလို့ရောက်လာတယ်ဘာအတွက်ငွေလိုတလဲကျွန်တော်မေးတော့ဝင်ငွေနဲ့ထွက်ငွေမကမိလို့တဲ့အဲ့ဒါနဲ့ကျွန်တော်သူ့ကိုရှင်းပြရတယ်ဒီတိုင်းဆိုရင်တော့မောင်ရင်ကငွေရှင်အမြင်မှာဘလို့မှလက်ခံနိုင်တယ်မရှိတဲ့လူတယောက်ဖြစ်နေပြီဝင်ငွေကထွက်ငွေထက်နည်းနေလို့ငွေပုံငွေရှမ်းမကြံသူတယောက်ဟာချေးငွေကိုဘလို့ဆက်နိုင်မလဲပေါ့အဲ့ဒါကြောင့်သူ့ပြဿနာကိုဖြေရှင်းနိုင်မဲ့နီးလန်းဟာငွေချေးဖို့မဟုတ်အခုထက်ဝင်ငွေတိုးအောင်ကြိုးစားရှာဖို့သာဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြပြီးအဲ့ဒီအတွက်သူပါတွေဆောင်ရွက်ဖူးတာရှိတယ်လေမေးကြည့်တဲ့အခါကျွန်တော်တက်နိုင်တာကတော့တထေးစီမှာလောက်ခတိုးတောင်းဖို့တခုပဲရှိတယ်တဲ့ပြီးခဲ့တဲ့တစ်လအတွင်းတထေးကိုကျွန်တော်တင်ပြတာ6ကြိမ်ရှိသွားပြီဒါပေမဲ့အကြောင်းမထူးဘူးဒီထက်မကတော့လေဘယ်သူမှပြောနိုင်မှာမဟုတ်ဘူးလို့သူကဆိုတယ်ကြားသူတွေအတွက်တော့ပြုံးကျင်စရာပါပဲဒါပေမဲ့သူရိုးသားသားပြောရှာတာပါပြီးတော့သူ့မှာဝင်ငွေတိုးတက်စေဖို့လိုအပ်တဲ့အရေးကြီးသောအရေးသေးတည်းရှိနေတာလေသူစကားအရာပဲသိရတယ်ဝင်ငွေတိုးတက်ရရှိခြင်းနဲ့ဆန္ဒတော့သူ့မှာပြင်းပြင်းထန်ထန်ရှိနေတယ်ဆိုတဲ့အချက်ပဲဒါကြောင့်မို့တထေးကိုခဏခဏသွားပြောနေရလေအလိုဆန္ဒပြေဝဖို့အတွက်သူလှုပ်ဆောင်နေတဲ့နီလန်းကိုသာကျွန်တော်တို့ပြုံးမိတာဒီလိုဆန္ဒရှိတာကိုတော့အတိမတ်ပြုရမယ်တန်ဖိုးထားရမယ်ဘာကြောင့်လဲဆိုတော့တစုံတစ်ခုဖြစ်မြောက်ဖို့အတွက်ဥစွာပထမအဲ့ဒီကိစ္စဖြစ်မြောက်စေခြင်းနဲ့အလိုဆန္ဒရှိရမယ်လေအလိုဆန္ဒဟာပြင်းပြထက်သန်နေရမယ်ဒါပေမဲ့ထက်သန်ရုံနဲ့မပြေဘူးတိကျဖို့လည်းလိုသေးတယ်ရေဘူးရဆန္ဒတွေတိတိကျကျမရှိတဲ့ဆန္ဒတွေဟာခွန်အားမရှိဘူးဘိုးတော်ဝါဒလိုချင်တက်မှတ်မှုလောက်နဲ့ဘာမှဖြစ်မလာဘူးဥပမာဆိုပါတော့ချမ်းသာခြင်းနဲ့ဟာချမ်းသာခြင်းလိုက်တာဆိုရုံနဲ့ချမ်းသာမလာဘူးငါရွှေတင်းကားငါးပြားလိုချင်တယ်ဘယ်ချိန်ဘယ်ကာလအတွင်းရချင်တယ်အဲ့လိုတိတိကျကျရီမန်းတဲ့ခါကြတော့မှအဲ့ဒါဆိုဘာလုပ်ရမလဲနီလန်းရှာပြစ်လာတယ်နီလန်းတွေးတော့ထားလို့တော့ကိုလိုချင်တဲ့ရွှေတင်းကားငါးပြားတကယ်ရလာတာငါးပြားရပြီဆိုရင်10ပြားရဖို့မခဲရင်ဘူးပြား20လေထုံနီ၎င်းနောက်ကြတော့ရာကနန်းထောက်ကနန်းရီမန်းပြီးကြိုးစားတဲ့ခါတထေးဖြစ်လာတယ်အလိုဆန္ဒတေးသေးလေးကစပြီးတိတိကျကျချမှတ်တိတိကျကျနီလန်းရှာတိတိကျကျလုပ်တဲ့အခါတဖြည်းဖြည်းကျင့်သားရလာပြီးအလိုဆန္ဒကြီးကြီးမားမားတွေအထားမြအောင်လဲလှုပ်တက်ကင်တက်လာတယ်အရေးကြီးတာကရီမန်းချက်မထွေပြားဖို့အလိုဆန္ဒတွေများပြားရောထွေးမနေဖို့ပြီးတော့ရီမန်းချက်နဲ့ကျွမ်းကျင်မှုအလိုဆန္ဒနဲ့ပြည့်မြောက်အောင်အကောင့်တွေပေါ်တဲ့အတွေ့အကြုံအဲ့ဒါတွေညီညွတ်မျှတဖို့လိုတယ်အတွေ့အကြုံရှိလားကျွမ်းကျင်လာတာနဲ့အမျှညီမချက်ဆန္ဒကိုလိုက်ရောညီထွေးမြင့်တင်သွားခြင်းအပြင်တဖြည်းဖြည်းကြီးပွားအောင်မြင်လာမယ်ကျွန်တော်စာကူးသမားဘဝမှာရှိစဉ်တုန်းကတနေ့ကုန်တနေ့ကန်းရွှွန်စေးပြမှာစာတွေထွင်းရတယ်တနေ့လုံးခါချီအောင်လုပ်ပြီးတဲ့အခါကြေးနီပြားတစ်ပြားနှစ်ပြားရတယ်ဒါပေမဲ့ကျွန်တော်တစ်ပြားနှစ်ပြားရတဲ့ချိန်ကျွန်တော်ထက်အများကြီးပိုရတဲ့သူတွေရှိတာကျွန်တော်သွားတွေ့ဒီလူတွေဘာကြောင့်ပိုရသလဲဆိုတာအရှင်းလေးပါပဲသူတို့ကကျွန်တော်ထက်အများကြီးတသက်ရရလှလှပပကူးတက်ပြီးအများကြီးလဲပုံမြန်ကြတာကိုအဲ့ဒါနဲ့ဒီလူတွေထက်မကငါရရမယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်ကြိုးစားတယ်အလုပ်ထဲစိတ်ပါလက်ပါနဲ့တကယ်မြုပ်နှံပြီးလုပ်တော့များမကြခင်ပဲတိတိတသားကျွမ်းကျင်လာတယ်လက်ရကောင်းလာတယ်ဉာဏ်လဲမြန်လာတယ်နောက်ကြတော့ကျွန်တော်အထက်စာချက်များများပို့ရင်းနိုင်တဲ့လူမရှိသလောက်ဖြစ်လာတယ်အရေးချင်းတက်လာတာနဲ့မြအကျိုးခံစားဝင်ကလည်းတပြိုင်တည်းတွဲပြီးတက်လာတယ်ကျွန်တော်အားထုတ်မှုကိုအတိမတ်ပြုဖို့အလုပ်ရှင်စီ6ကြိမ်သွားပြောနေစရာမလိုဘူးလုပ်ငန်းကျွမ်းကျင်လာတာနဲ့မြ
ဝင်ငွေကလည်းလိုက်ပြီးတိုးလာတာတဘာဝပါပဲအတတ်ပညာသည်ဟာပညာစွမ်းထက်လေကြေးများများရလေပဲပညာစွမ်းထပ်ဖို့အတွက်နီးနာတွေသူများထက်တက်အောင်လေ့လာရတယ်ကရိယာတစားပလားကင်တွေရာမှာသူများထက်ကျွမ်းကျင်အောင်လေ့ကျင့်ရတယ်ရှေ့နေရှေ့ရလုံးနဲ့အတမွေးဝမ်းကြောင်းလုပ်တဲ့သူဟာဥပဒေပညာကျွမ်းကျင်တဲ့တခြားပုဂ္ဂိုလ်များနဲ့တိုင်ပင်နှီးနှောရတယ်သူများတွေ့ကြုံတွေကပညာယူရတယ်ဆေးပညာနဲ့အတမွေးဝမ်းကြောင်းပြုတဲ့သူလည်းအလားတူပဲယောဂကိစ္စဆေးဝါးကိစ္စတွေမပြတ်စည်းဘူးရမှတ်သားရတယ်ကုန်သည်ပွဲစားများလည်းထိုနည်း၎င်းပဲကိုယ်လုပ်ငန်းမှာကျွမ်းကျင်နေတက်မြောက်နေအောင်အမြဲအားထုတ်နေရတယ်လူတွေရဲ့အရေးကိစ္စတွေဟာအမြဲပြောင်းလဲနေသလိုပညာရက်တွေကလည်းမပြတ်တိုးပွားနေတတ်တယ်။ဘာကြောင့်လဲဆိုတော့ကိုယ်ပညာကိုယ်လုပ်ငန်းတိုးတက်အောင်ကြိုးစားအားထုတ်တဲ့လူတွေကအမြဲအားထုတ်နေကြတာကိုဒါနဲ့အမိလိုက်နိုင်မှကိုယ်လုပ်ငန်းနေပင်မှာအမြဲရှေ့တန်းကရှိအောင်ကြိုးစားနေမှအောင်မြင်ရှင်သန်မှာပေါ်ပေါ်ရွရွနေရင်နောက်ကျကြံခဲ့မှာလူတစ်ယောက်ရဲ့ဘဝအမြဲဖွံ့ဖြိုးတိုးတက်နေဖို့အများကြားမှာအောင်မြင်သူဂုဏ်သိက္ခာရှိသူတစ်ဦးအဖြစ်ရပ်တည်နေနိုင်ဖို့အရေးကြီးတဲ့အချက်တစ်ရက်ဒီမှာတစ်ဆက်တည်းပြောချင်သေးတယ်အဲ့ဒါကကိုယ့်ကိုယ်ကိုလေးစားမှုရှိရေးပဲကိုယ့်ကိုယ်ကိုမလေးစားတဲ့လူကိုတခြားသူများကလည်းလေးစားကြမှာမဟုတ်ဘူးအဲ့ဒီတော့အများရဲ့လေးစားမှုခံရသူတူဖြစ်လာရေးအတွက်ဥစွာပထမကိုယ့်ကိုယ်ကိုလေးစားမှုပြုရလိမ့်မယ်မိမိကိုယ်ကိုလေးစားတဲ့အပြုမှုအကျင့်ကြံတွေမွေးမြူကျင့်ကြံရလိမ့်မယ်အဲ့ဒါတွေကအရေးကြီးတာအဲ့ဒါတွေတဲကအရေးကြီးတာတချို့ကိုပြောရရင်သူတစ်ပါးစီကအကျွေးယူတာချင်းငားတာတွေကိုအလင်းမြန်ဆုံးပေးချေတဲ့အလေးကျင့်မွေးဖို့ပြီးတော့ကိုပြမပေးနိုင်တော့တဲ့အတိုင်းအတာတိများများကြီးမချေငားဖို့အကျွေးမယူဖို့ကိုမိသားစုရဲ့ချီးမွမ်းစကားကျေးဇူးတင်စကားဆိုခြင်းခံရအောင်မိသားစုကိုဂီးဆိုင်တတ်ဖို့မတော်တဆမိမိကွယ်လွန်ခဲ့သည်ရှိသောကြံရှိတဲ့မိမိပိုင်ပစ္စည်းများနှင့်ပတ်သက်လို့အငြင်းပွားခြင်းမရှိရအောင်တိကျတဲ့မှတ်တမ်းမှတ်ရာတွေနဲ့တကွသေတမ်းစာသဘောမျိုးရေးသားထားဖို့ကံကြမ္မာဆိုးတစ်ခုကြောင့်ထိခိုက်နစ်နာကြဒုက္ခရောက်ကြသူများအပေါ်စာနာစိတ်ထားပြီးမိမိတက်နိုင်တဲ့အတိုင်းအတာအတွင်းကထောက်ပံ့ကူညီဖို့မိမိရဲ့နီးစပ်ခင်မင်သူများပေါ်နှုတ်ဤဆောင်ပါခြင်းလက်ဤဆောင်ပါခြင်းများနဲ့ချီးမြှင့်ဖို့အစရှိတာတွေပါပဲအဲ့ဒီတော့ပိန်ကြုံသောပတ်စံရင်ပြေတင်းလာအောင်ကုစားပေးမဲ့စေနီးများတွေကတထမမြောက်နဲ့နောက်ဆုံးဖြစ်တဲ့စေနီးသည်လုပ်ငန်းမှာပိုပြီးပါးနဲ့ကျွမ်းကျင်အောင်မပြတ်စည်းဘူးလေ့လာခြင်းအပြင်မိမိရဲ့လုပ်ငန်းစွမ်းဆောင်ရည်သို့မဟုတ်ငွေရှာမှုစွမ်းဆောင်ရည်တိုးတက်အောင်ဆောင်ရွက်ဖို့နဲ့တစ်ဖက်ကလည်းမိမိကိုယ်ကိုလေးစားသောပုဂ္ဂိုလ်တူဖြစ်အောင်မိမိရဲ့အပြုအမူများကိုစောင့်ထိန်လေ့ကျင့်ဖို့ဆိုတာပဲဖြစ်တယ်မိမိကိုယ်ကိုလေးစားခြင်းမိမိရဲ့အရေးသွေးတိုးတက်ထက်မြက်လာမှုကိုယုံကြည်ခြင်းတွေကြောင့်လုပ်ငန်းလုပ်ကိုင်ရာမှာလည်းအောင်မြင်ပြီးမိမိရဲ့လိုဆန္ဒတွေတစ်နေ့တစ်ခြားပို၍ပြည့်ဝလာပါလိမ့်မယ်ကျွန်တော်ဒီနေ့ထိတင်ပြခဲ့တဲ့ပိန်ကြုံသောပတ်စံရိပ်ပြည့်တေးစေးနီး9ချက်ဟာကျွန်တော်ရဲ့ဘဝတက်တန်းတစ်လျှောက်လုံးမှာကိုယ်တိုင်ရရှိခဲ့တဲ့အောင်မြင်မှုအတွေ့အကြုံများတွေကထုတ်ယူရရှိခဲ့တာဖြစ်ပါတယ်။ဓနဥစ္စာကြွယ်ဝခြင်းတဲ့ပုဂ္ဂိုလ်တိုင်းဒီစေးနီးများတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်ကျွန်တော်နီးတူအောင်မြင်မှုရလိမ့်မယ်လို့တိုက်တွန်းပြောဆိုချင်ပါတယ်။ဘေဘီလုံဟာခမရတို့ထင်ထားတာထက်အများကြီးချမ်းသာကြွယ်ဝတဲ့မြို့ပါ။ဒီမြို့ဟာဒီထက်မကတိုးတက်ကြီးပွားပါလေဦးမယ်။ဒီမြို့မှာခမရတို့အားလုံးအတွက်ချမ်းသာနိုင်တဲ့အခွင့်အလမ်းတွေပြေဝရှိနေတယ်ဆိုတာယုံကြည်ထားကြပါအဲ့ဒီအခွင့်အလမ်းတွေကိုရယူကြခံစားကြပါချမ်းသာအောင်ကြွယ်ဝအောင်အားထုတ်ကြစမ်းပါကိုယ်တိုင်ကြိုးစားအားထုတ်ပြီးရဲ့အခါမှာလဲကိုအောင်မြင်ခဲ့တဲ့နီးနာနေတရတွေကြီးပွားချမ်းသာရေးလေ့ကျင့်တွေကိုအခြားသောဘေဘီလုံသားညီနောင်သားချင်းများကိုရဲရဲရောရောသဘောထားကြီးစွာငွေငှကြပါသူတို့လည်းကြီးပွားချမ်းသာခြင်းစိတ်ထက်သန်လာအောင်ကြီးပွားရေးအတွက်တကယ်အားထုတ်ကြိုးပမ်းလာကြအောင်တိုက်တွန်းနှိုးဆော်ကြပါဘေဘီလုံရဲ့တနာဥစ္စာတွေကမျှဝေလို့မကုန်နိုင်ပါဘူးလို့ကျွန်တော်ပြောကြားလိုက်ပါရစေကြံရှိနေသောပိုင်းများကိုဆက်လက်ပြီးတော့ဖတ်ပြပေးသွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးကြပါအောင်နော်ကျေးဇူးတင်ပါတယ်